နေ့သာသနာတော်နှစ်2554ခုနှစ်တဘိုတွဲလပြည့်ကျော်73ရက်2011ခုနှစ်3လပိုင်း3ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ဟော်တော်ကျောင်းတိုက်ဝင်းအတွင်းရှိဓမ္မပူဇနိယနေရာဌာန၌နောင်ချိုမြို့နယ်ဂောစကံအတွင်းတရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားအမှုရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်16ကြိမ်မြောက်မြို့လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလူပွဲအောင်ပွဲအထိမ်းမှဆင်ရင်ကျင့်ပပြုလုပ်အပ်သောဓမ္မပူဇနိယအခါကာလနောင်ချိုမြို့နယ်သူနယ်သားအပေါင်းတို့မှစုပေါင်းလှူဒန်းပြုလုပ်အပ်သောဓမ္မပူဇနိယကာလ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာရဲအတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါနော်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မမေ့မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခဏမှာပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာများကိုကောင်းစွာကျင့်ဆောင်ခြင်းဖြင့်အစမ်းသတ်ခံနိုင်အောင်ကြိုးစားကြပါလို့အားလုံးလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်အားလုံးကြားလားဘာပြောလဲသေချာနားထောင်အဲ့ဒီဏိဒန်းစကားတွေဟာဒီနေ့ဟောမဲ့တရားရဲ့အရေးအမွက်ဏိဒန်းအနေနဲ့အဖွင့်စကားပြောတာအဲ့ဒီစကားကောင်းကောင်းနားမထောင်လိုက်ဘူးကောင်းကောင်းမှတ်မထားဘူးဆိုရင်ဒီနေ့တရားဟာအဓိပ္ပာယ်မရှိတော့မြတ်စွာဘုရားရှင်ဤအဆုံးအမများကိုလိုက်နာကျင့်သုံးခြင်းဖြင့်အစမ်းသတ်ခံနိုင်အောင်ကြိုးစားကြပါဟုတ်ကလားမှတ်မိပြီလားထပ်မမေးတော့ဘူးအိုးနင်းခွက်နင်းဖြစ်အောင်ပါဆိုလို့နော်မပြင်းကြပါနဲ့မပြင်းကြပါနဲ့စကားတွေအများကြီးမဟုတ်ပါဘူးဒီလောက်မှမပြောရင်လည်းမပြည့်စုံလို့ပြောရတာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားတွေသည်တပါးသောပုဂ္ဂိုလ်တပါးသောအယူဝါဒတို့နဲ့လုံးဝမတူတမူထူးကြတာကအစမ်းသတ်ခံနိုင်တယ်တမထပါတယ်မြတ်စွာဘုရားရှင်ရဲ့တရားအားလုံးဟာစိတ်ကူးယဉ်ထားတဲ့တရားမဟုတ်ဘူးတီထွင်ကြံစထားတဲ့တရားမဟုတ်ဘူးခံမှန်းထားတဲ့တရားမဟုတ်ဘူးလောကသဘာဝတရားတွေကိုသူကိုယ်တိုင်မြင်သူကိုယ်တိုင်တွေ့ပြီးတော့သူကိုယ်တိုင်သိပြီးဟောတဲ့တရားတွေဒါကြောင့်အစမ်းသတ်ခံတရားဗါတယ်လေအခုလည်းအဲ့ဒီအစမ်းသတ်ခံတရားတွေကိုကိုယ်တိုင်လိုက်နာကျင့်သုံးပြီးတော့အစမ်းသတ်ခံနိုင်အောင်ကြိုးစားဒီလိုပြောတာခင်ဗျားတို့ဘာစမ်းမှာဘသူကစမ်းမှာလောကရန်8ပါးမရှိဘူးလားရှိပါပါမရှိဘူးလားဆိုရှိပါလေခင်ဗျာအဲ့နေ့တိုင်းစံမွဲဖြေနေရတာနေ့တိုင်းအစမ်းသက်ခံနေရတာ
လာဘောအလာဘောရသောအရသောနေနံပတန္တာဒုက္ခံဒုက္ခံဆိုတဲ့လောကရန်တရားဘယ်နှပါအဲ့ဒီ၈ပါးကခမည်းတော်ကိုအချိန်တိုင်းစမ်းသပ်နေတာတခါတလေတယောက်တည်းရှိတော့တယောက်တည်းပြင်းလိုက်တန်တော့သူရှုံးသွားပြီစမ်းသပ်မခံနိုင်လူတွေအများကြီးရှိပြန်တော့လေရှုပ်ရှက်ကိုခတ်နေစိတ်ညစ်ပါတယ်ဟုတ်လားအယောင်းဝယ်ကောင်းတော့လေဒီနေ့လေငါထမင်းတောင်စားချိန်မရပါဘူးဈေးဝယ်တွေများလွန်းလို့စိတ်ညစ်ပါတယ်ဈေးမရောက်ရတော့လေဒီတိုင်းဆိုရင်တော့ဗဇက်ချင်းချောက်နေရတော့မှငါတော့သေကျင်တာပဲနော်ဘယ်ဟာမှအဆင်ပြေတာရှိတော့တယောက်တည်းနေရတဲ့လူကလည်းတယောက်တည်းမို့အဆင်မပြေဘူးလတ်လဘများပြန်တော့လည်းများလို့အဆင်မပြေဘူးမရပြန်တော့လည်းမရလို့အဆင်မပြေဘူးချမ်းသာတော့လည်းချမ်းသာလို့အဆင်မပြေဘူးဆင်းရဲတော့လည်းလောကီဘုံသားတွေဟာအဲ့ဒီလောကရန်တရားတွေရဲ့စမ်းသပ်ခြင်းကိုအမြဲတမ်းခံဒါကြောင့်မင်္ဂလာသုတ်ပါဠိတော်ကြီးမှာဖုဋ္ဌသလောကဓမ္မေဟိစိတ်တံယတနကံပတိအသောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမံတရားတောင်းတဲ့လူကအတန်ချိုးတော့ကျုပ်လည်းနည်းနည်းလှုပ်ကြည့်ကျုပ်တန်ကတော့ဘယ်လိုမှမလုပ်နိုင်ပါဘူးနော်ပြောပြောင်းသွားလှုပ်လဲအစင်မပြေဘူးအဲ့တော့တခါတည်းကတော့ပြောတယ်အရှင်ဘုရားလေတန်ချိုးရင်သူ့မင်္ဂလမဟုတ်ဘူးနော်အဲ့တော့တုံတိုက်ကြားကြိုက်နော်အုံတိုင်းကွမ်းဆိုမှသူ့မင်္ဂလနားထောင်ဗုဒ္ဓသာလောကဓမ္မေဟိစိတ်တံယတနကံပတိလောကဓမ္မေဟိလောကရန်တရားတွေဟာဗုဒ္ဓသရိုက်ခတ်လာပြီးထိတွေ့လာရပြီဆိုရင်အဲ့ဒီဘုရားရဲ့တရားတော်တွေကိုကျင့်ကြံအားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာစိတ်တံယတနကံပတိသူ့စိတ်ဟာတုံလှုပ်ခြင်းမရှိဘူးတဲ့ဘယ်လိုရိုက်ခတ်လို့မှသူ့မှာတုံလှုပ်ခြင်းမရှိဘူးအသောကံတောကလည်းမရှိဟုတ်ပြီနော်ဝိရဇံမြူဆိုတာကိလေသာတွေပေါ့ဗျာနော်ရာဂတွေဒေါသတွေမောဟတွေဒါပြောတာပါပဲဟုတ်လားမာနတွေလောကရန်ရိုက်ခတ်လာရင်မာနတွေကလည်းကြွလာတတ်တယ်အဲ့ဒါလို့မြူလေးတောင်မရှိပါဘူးတဲ့ခေမံဘေးလည်းမရှိတော့ဘူးအဲ့ဒါမှဧတံမင်္ဂလမုဒ္ဓမံအဲ့ဒါမှမင်္ဂလာနဲ့ညီမှာဟုတ်လားကောင်းပြီအဲ့တော့အခုသူတော်ကောင်းတို့တွေလောကထဲမှာလူလာခောက်တုံနဲ့ရေတခါငိုတလဲပြုံးတခါမဲ့တလဲရုံးကံပြေးလွှားပြီးတော့နေကြရတာသည်တဲ့လောကဓာန်တို့ရဲ့အထုထောင်းကြောင့်ရေတဲ့အခါရေရပါ၏ငိုတဲ့အခါပြုံးတဲ့အခါမဲ့တဲ့အခါတကယ်တော့ပြုံးမိတာလဲလောကဓာန်ကြောင့်မဲ့ရတာလဲလောကဓာန်ကြောင့်ပြုံးသည်ဖြစ်စေမဲ့သည်ဖြစ်စေလောကဓာန်ကအနိုင်ယူသွားပြီဆိုတာတော့သိကြတယ်ရှင်းသလားအဲ့တော့ပြုံးမိမဲ့မိငုံမိယီမိသူသည်လောကဓာန်ရဲ့အရိုက်ပုတ်ကိုခံနိုင်သလားအစမ်းသက်ကိုခံနိုင်သလားဒီတိုင်းပါပဲဘုရားရှင်ရဲ့တရားတော်တွေဟာဘယ်လိုအစမ်းသက်ခံသလဲမေးကြိုက်တဲ့ဝါဒနဲ့နိုင်ရှင်ကြည့်လိုက်လောကမှာရှိသမျှကြိုက်တဲ့ဝါဒနဲ့နိုင်ရှင်ကြိုက်တဲ့ဘာသာနဲ့နိုင်ရှင်ကြိုက်တဲ့တရားနဲ့ရှင်ကြည့်လိုက်အရှင်ခံနိုင်တယ်အစမ်းသက်ခံနိုင်တယ်ဒါပြောတာရှင်းလားအဲ့ဒီအစမ်းသက်ခံနိုင်တဲ့တရားတွေကိုကျင့်ဆောင်ထားတဲ့လူအလုံးကလည်းအစမ်းသက်ခံနိုင်ရမယ်ခုခမရတို့အခုခမရတို့အစမ်းသက်ခံနိုင်မခံနိုင်အစမ်းသက်ခံနိုင်မခံနိုင်ဘာလို့မခံနိုင်ဘူးပြောတာလဲတရားဟောရင်အတိပ္ပယ်ရှိတယ်မေးရင်လည်းအတိပ္ပယ်ရှိတယ်အကြောင်းရှိလို့မေးတာ
ပတ်ဝန်းကျင်ကဇာရိတပြက်ပြားအောင်ဆွဲဆောင်လိုက်တော့အားလုံးပါပြက်ကုန်ကြအစမ်းတတ်မခံနိုင်ဒါဖြင့်အဲ့ဒီအစမ်းတတ်မခံနိုင်တာဗုဒ္ဓဤတရားတော်ကအစမ်းတတ်မခံနိုင်တာလားကျင့်ဆောင်သူကအစမ်းတတ်မခံနိုင်တာဒါဖြင့်ကျင့်လျက်ဆောင်လျက်ကျင့်ဆောင်ရသားနဲ့အစမ်းတတ်မခံနိုင်လားမကျင့်ဆောင်လို့အစမ်းတတ်မခံနိုင်တာလားဓမ္မကိုအရင်ယုံကြည်မှုရအောင်တည်ဆောက်မှာဖြစ်တရားကအစမ်းတတ်ခံနိုင်တယ်ဟုတ်ကလားဒါမို့လို့သာသနာပြည့်နေပြီလို့ပြောတာသာသနာကမပြည့်ဘူးဘာလို့ပြည့်လဲသာသနာကိုကျင့်ဆောင်သူတွေကပြည့်နေယုံကြည်သူတွေကပြည့်နေတာသာသနာပေါ်မှာအကျွင့်မဲ့ယုံလို့ပုံထားသူတွေမရှိတော့သူများခိုးလိုက်ခိုးသူများတောင်းလိုက်တောင်းသူများလိန်လိုက်လိန်သူများသတ်လိုက်သတ်ရှင်းလားတငါနာနီမဟုတ်ဆုံးနာနီကြီးနိုင်နိုင်ရအထက်ဖားတပီလုံးပြက်တာအဲ့ဒါဘာဖြစ်လို့ခင်ဗျားတို့မှာရေစိမ်ကန်တရားမရှိဘူးသဘောပေါက်လားရှင်းရရှင်းလားဘာလို့ဒီလိုပြောတာလဲနားထောင်ခုတော်ကောင်းတို့သည်သူများခိုးရင်လိုက်ခိုးရမယ်လူတွေလားသူများတတ်ရင်လိုက်တတ်ရမယ်လူတွေလားသူများလိန်လိုက်လိန်ရမယ်အဆင့်တန်းနေလားလို့မမေးခင်ကမဟုတ်ဘူးဖြေနေကြတယ်မဟုတ်ဘာလို့ခိုးလို့မေးရုံရှိတာပေါ့စစ်ဆေးကြည့်မယ်သူတော်ကောင်းတို့သည်အခုရလာတဲ့ဘဝကိုယ့်ဘဝတန်ဖို့ကိုကြည့်တိလောကမှာအမတန်ကြုံတောင်းကြုံခဲဆုံတောင်းဆုံခဲဖျားရှင်ပွင့်ထွန်းပေါ်တဲ့ကာလနဲ့ကြုံမကြုံဖျားနဲ့တွေ့မတွေ့တွေ့ကြတယ်နော်တက်တော်ထင်ရှားဖျားတော့မတွေ့ဘူးပေါ့ဒါပေမဲ့ဖျားဟောတဲ့တရားတွေအကုန်လုံးနဲ့တွေ့နေတာဟမ်ဒါဟာဖျားနဲ့တွေ့တာပဲမဟုတ်ဘူးလားအဲ့တော့တွေ့ခဲလာတဲ့ဖျားသာသနာနဲ့တွေ့ချင်းတခါသာသနာတွင်းမှာလူအဖြစ်ကိုအခုခင်ဗျားတို့ရထားတဲ့လူဘဝဟိုအမေရိကန်အင်္ဂလန်ဂျာမနီကြိုက်တဲ့နိုင်ငံကြိုက်သလောက်ထွန်းကားတယ်ပြောဘာမှအားကြစရာမရှိဘူးဖျားမမြင်ရတဲ့အရာတရားမမြင်ရတဲ့အရာတန်ခါမမြင်ရတဲ့အရာဖျားသံမကြားတဲ့အရာတရားသံမကြားတဲ့အရာတန်ခါသံမကြားတဲ့အရာအဲ့ဒီအရာလူသွားဖြစ်နေလူပြေရှုံးပြီရှင်းလားခုဘလောက်စုပ်ပြတ်တတ်နေတဲ့နိုင်ငံမှာနေရတို့မှာဖျားရှိတယ်တရားရှိတယ်တန်ခါရှိတယ်အဲ့တော့သာသနာတွင်းမှာလူဖြစ်မဖြစ်ဟုတ်ပြီလူဖြစ်ပြီးတော့အခုကိုနားလေတဲ့ဘာသာစကားနဲ့တရားကိုနာခွင့်ကောဒါလည်း very important case ပဲတဓမ္မတဝနာအတိဒုံလပံဘုရားကသူတော်ကောင်းတရားနာကြရဖို့ခဲရင်တဲ့ခဲရင်နဲ့တို့ရှိကဘိုးဘာဘီပင်နေရှုံးခဲ့ကြတယ်သာသနာနှစ်2500မှာနှစ်1500ကျော်ဗမာပြည်မှာရှိနေတာဟိုရခိုင်ကပြောသလိုဆိုရင်နှစ်2500လုံးမြန်မာပြည်ကိုဖျားပွင့်ခဲ့တဲ့သာသနာရောက်ပါတယ်လို့သူတို့ကဆိုတယ်ဟာညင်းစရာမလိုဒါပေမဲ့ဘလောက်ကြာခဲ့ဘိုးဘွားဘီပင်တွေသမိုင်းတွေပြန်ကြည့်လိုက်သာသနာသမိုင်းတစ်လျှောက်မှာဟာဒီလိုသစ္စာတရားကိုတနိုင်ငံလုံးကြဲပြန့်နာခွင့်ရတဲ့ခေတ်ဘယ်တုန်းကမှမရှိခဲ့ဘူးမှတ်ထားရှင်းလားဒါဒီတစ်ခေတ်ဒီတစ်ခါမှာခင်ဗျားတို့စိုက်မြဲကြီးလာကြုံနေတဲ့ဘဝအမတန်ကန်ထူးတဲ့ဘဝသဘောပေါက်လားတာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးသာသနာနဲ့ကြုံလူအဖြစ်ရသစ္စာတရားနာရထောင်တတ်တဲ့နာရော
ခုတရားကိုမြတ်နိုးသလားတရားကိုယုံကြည်သလားတရားကိုအလေးအမြတ်ပြုနိုင်သလားအေးအဲ့ဒါအရေးကြီးဆုံးဘောပေါက်တယ်နော်ခုခေတ်တရားပွဲတစ်ပွဲလုပ်ရတာခက်ခဲမျိုးစုံကြားကလုပ်ရဒါပေမဲ့ဦးဇင်းကြည်နှက်တယ်ဘာကြည်နှက်တယ်ဘယ်လောက်ခက်ခဲဘယ်လောက်တားမြစ်ဘယ်လောက်ဖဲမင်းတို့လူယုံမာတွေကန့်ကွက်ငါတို့တရားမြတ်နိုးတဲ့လူတွေမသေးဘူးကွာဆိုတာပြနိုင်ရှင်းလားအားလုံးမှာတရားကိုမြတ်နိုးတဲ့စိတ်တွေရှိတယ်ဆိုတာသက်သေထူနိုင်တယ်အဲ့တော့တရားအပေါ်မှာလေးစားတဲ့စိတ်ရှိမရှိဟောထောင်တတ်တဲ့နာပါဖို့လဲခဲရင်အခုခမည်းတော်အားထုတ်မယ်ဆိုရင်သီလသမာဓိပညာတွေအားထုတ်နိုင်တဲ့အားအင်ဗလားရောကျမ်းမာရေးရောဟာဒါခမည်းတော်တောင်းနေတဲ့နိဗ္ဗာန်တပစ္စည်းရောအကုန်ပြည့်နေတာပဲနိဗ္ဗာန်တအိုခြင်းနာခြင်းသေခြင်းတို့ဤကင်းရာကုန်ရာဖြစ်သောမြတ်နိဗ္ဗာန်ကိုပစ္စယောအထောက်ပံ့ပြုသည်ဟောတုဖြစ်ပါစေတည်းနိဗ္ဗာန်ကိုရောက်စေနိုင်သောအထောက်ပံ့သည်ဟောတုဖြစ်ပါစေသောဆိုတော့ဟောဒီ၅ချက်နဲ့ကြုံတာနိဗ္ဗာန်အတွက်အထောက်ပံ့ဖြစ်မဖြစ်အာသဝခယံဝဟံဟောတုအာသဝတရား၄ပါးတို့ဤကုန်ရာကုန်ကြောင်းဖြစ်သောနိဗ္ဗာန်ကိုဝဟံရွတ်ဆောင်နိုင်သည်အာသဝတရား၄ပါးကုန်ရာကိုရွတ်ဆောင်နိုင်မှလည်းဒီ၅ချက်ပဲသာသနာနဲ့ကြုံလူအဖြစ်ရသစ္စာတရားနာရထောက်တတ်တဲ့နာပါအားထုတ်နိုင်တဲ့အင်အားရှိဒီ၅ပါးဟာပါရမီပြည့်နေတဲ့ဘဝနားလေသလားဒါကြောင့်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကပညာဉာဏ်ကြီးလွန်းလို့တာဝကမှာပါရမီမလို့ပြောတာအဲ့ဒါဘုံမသိဘာမသိဉာဏ်မပြီးပဲနဲ့ထပြဿနာလုပ်တဲ့လူကလှုပ်ချင်သေးတယ်တာဝကမှာWhat is Tawaka? Who is Tawaka? ဘယ်လိုလူမျိုးကိုတာဝကခေါ်ရလဲဟောဒီ၅ချက်ဆုံးမတာဝကသဘောပေါက်လားဒီ၅ချက်ဆုံးထားပြီးရင်လှုပ်တော်တယ်ရပြီတဲ့ထပ်ဆောင်နေမှာဆိုလို့နော်ရှေ့ဘာစကားရောက်နေပြီမျောနေကိုစီးရမကကြော်သွားမတရားမျောဝါဒတွေကလည်းလာသေးတာဟုတ်တော့ပါသလားဟိုကားကိုမတင်ဘူးတင်မကအဓိကသဘောပါလားရှင်းလားခင်ဗျားတို့ကတာမန်လူတွေမဟုတ်ဘူးဘုံရှင်ကံရှင်ပါရမီရှင်ဒါကြောင့်မှတ်ထားအိမ်ပြန်လက်ဆောင်ပေးလိုက်မယ်ငါတို့သည်ဘုံရှင်ကံရှင်ပါရမီရှင်များဖြစ်တယ်အမူအရာပါမှတ်သွားဒီကြမ်းမနော်ဂါကြီးတွေမျက်မှန်ကြီးတွေမြင်လားမရအောင်မနော်ရောင်ဝါမဟုတ်ဘူးရောင်ဝါသင်နေတဲ့ဘုန်းကြီးမဟုတ်ဘူးငါတို့သည်ဘုံရှင်လက်မထောင်စမ်းကံရှင်ပါရမီရှင်ကံရှင်ဆိုအဲ့မှာလက်ညှိုးညွှန်ရရေဖြစ်နေတယ်ပါရမီရှင်များဖြစ်တယ်အာမှန်အပြည့်ဖြစ်ရမယ်ပြန်ပြောငါတို့ငါတို့သည်လှုပ်လက်ကလေးတွေလှုပ်ငါတို့သည်ဘုံရှင်ကံရှင်ပါရမီရှင်များဖြစ်တယ်ပြန်ပြောအားလုံးဒီထီသွားဘာဖြစ်နေတာအရှိဆုံးကနေပြီးတော့ပေါ်မမနဲ့ဒီလောက်တောင့်ပေးလိုက်တဲ့တောင်တရားပွဲရထွက်သွားရင်ပြော့သွားတာဒါဘာကိုပြောတာလဲဘုံရှင်ဘုံဆိုတာပုံညဆိုတာကောင်းမှုနော်ပုံညကပုံကဘုံဖြစ်လာတာဘုံရှင်ဆိုတာပုံညရှင်အတိတ်ကကောင်းမှုပြုခဲ့တဲ့ကောင်းမှုရှင်တွေဖြစ်တယ်ဟုတ်ပလားအခုလို့၅ပါးအင်္ဂါစုံညီတဲ့ဘဝကိုရဖို့ကုသိုလ်ကောင်းမှုအခြေခံမရှိဘဲနဲ့ရမလားမရပါဘူးကောင်းမှုမျိုးစုံအသက်သွေးချွေးပေါင်းများစွာရင်းနှီးပြီးမှဒီဘဝကိုရလာတာပေါ့မဟုတ်ဘူးလို့ပြောတာဘုံရှင်ကံရှင်ကံဆိုတာဒီဘဝမှာဒီသာသနာနဲ့တွေ့ရမယ်ကံပါလာတယ်မြင့်မြတ်တဲ့ကံပိုင်ရှင်တွေဖြစ်တယ်ပါရမီရှင်ခုခမည်းတော်သာတကယ်လုံးလကြိုးကုပ်မဆုံးမနစ်အားထုတ်ရင်
ဒီဘဝကျွတ်နိုင်တဲ့အကြောင်းရှိမရှိကျွတ်ထိုက်တဲ့ပါရမီပါမပါအားလုံးမှာမက်ဖို့နေမှာရထိုက်တဲ့ပါရမီပြည့်ပြီးသားလူတွေကြီးပဲအဲ့ဒါပေါ့ပေါ့ဆာဆာနဲ့သူများခိုးပြလိုက်ခိုးသူများလူပြလိုက်လူသူများတောင်းပြလိုက်တောင်းဘုံမဲ့ကံမဲ့တွေအလုတ်လိုက်လုတ်ပြီးခင်ဗျားတို့ပါရမီတွေအလွဲသုံးစားဖြစ်ကုန်မှာဆိုလို့ဩနေတာမျိုးရှင်းလားကိုဘဝတန်ဖိုးကိုမသိငါတို့ဟာတောင်းစားရမယ်အမျိုးမဟုတ်ဘူးခိုးစားရမယ်အမျိုးမဟုတ်ဘူးဘောပေါက်လားလမ်းမှန်ကမ်းမှန်မဟုတ်တဲ့အစားအစာမျိုးငါတို့ပါဇက်သေးကိုမထည့်ဘူးကွာလက်နဲ့တောင်မကင်ဘူးဘောပေါက်လားဘယ်ငါတို့ဒီဘုံရှင်ကံရှင်ပါရမီရှင်များဖြစ်တယ်အသက်သာသိခံမဲ့ခိုးမစားဘူးလူမစားဘူးတောင်းမစားဘူးဘောပေါက်လားဘုံမဲ့ကံမဲ့အလုပ်တွေလုပ်ပြီးအချိန်မကုန်ပါနဲ့ဘသူတရားပြက်ပြက်ဥမတောင်းအောင်ရှင်းသလားအစမ်းတက်ခံတရားတွေပါဗျာရှင်းတယ်နော်ကဲကောင်းပြီနားထောင်အဲ့ဒီအစမ်းတက်ခံတရားကောင်းစဉ်နဲ့ဒီနေ့ဟောအဲ့တော့ကိုဘဝကိုအကြောင်းကိုမသိတော့ဒီနေ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဦးဇင်းတို့တနာတာဒါပါပဲကိုဘဝအခြေအနေကိုမသိတော့လောကရန်ရဲ့အထုထောင်ကြားထဲမှာတဝဲလေလေနဲ့ကိုပါရမီတွေကိုကိုထုတ်မသုံးနိုင်ဘူးရှင်းတယ်နော်အားလုံးမှတ်ထားဘုံမဲ့ကံမဲ့မွေးဖွားလာသူတွေမဟုတ်ဘူးဘုံရှင်ကံရှင်ပါရမီရှင်တွေဖြစ်တယ်မြင့်မြတ်သောဘဝနဲ့ပေါက်ဖွားလာသူတွေဖြစ်တဲ့အတွက်ယုံညံ့တဲ့အလုပ်ကိုငါတို့မလုပ်နိုင်ဘူးဟုတ်ပြီတော့ဘသူတရားပြက်ပြက်ကိုမပြက်ဖြစ်သမျှအကြောင်းမကောင်းဘယ်အကောင်းကြီးပဲလားဖြစ်သမျှအကြောင်းအကောင်းကြီးပဲဆိုတာဘိန်းစားဝါဒနော်ငပြင်းဝါဒငဖြင်းဝါဒရှင်းလားဖြစ်သမျှအကြောင်းမကောင်းကောင်းလို့တော့ပါသလားဖြစ်သမျှအကြောင်းဆိုတာအခုလုပ်တဲ့ကာယကံဝစီကံမနောကံတွေအကြောင်းတွေအဲ့ဒါအကောင်းကြီးပဲရှောက်လို့မကောင်းဘူးအရက်တော့ကောင်းလားအရက်သမားအတွက်ကောင်းတယ်ကျန်တဲ့လူမကောင်းဘူးအရက်သမားအတွက်ကောင်းလားကောင်းလားသူကံပါရမီတွေဖြည့်ဆည်းပြလိုက်တာသူစွမ်းအားတွေသူခွန်အားတွေသူစိတ်ဓာတ်ခွန်အားစိတ်ဓာတ်ဗလာကာယခွန်အားကာယဗလာအကုန်ဖြည့်ဆည်းပြလိုက်တယ်ညာနာခွန်အားညာနာဗလာတွေအကုန်စိတ်သုံးသွားပြီဘဝကစုဆောင်းလာခဲ့ရတဲ့အခုလိုဘုရားသာသနာနဲ့ကြုံလူအဖြစ်ရသစ္စာတရားနာသစ္စာကိုမြတ်နိုးပြီးတရားအားထုတ်နိုင်တဲ့ခွန်အားတွေအကုန်ဖြည့်ဆည်းပြလိုက်တယ်နစ်နာလိုက်တာဗျာရှင်းလားတာမန်ဘဝမဟုတ်ဘူးဗျတာမန်ဘဝမဟုတ်ဘူးသာသနာနဲ့မတွေ့တဲ့လူတွေကြိုက်သလိုသိကြိုက်သလိုကြည်ဘာမှမရှုံးဘူးခင်ဗျားတို့ကျွတ်တို့ကရှုံးတယ်သဘောပေါက်ရလားယထာအဲ့တော့ဒီနေ့မဇ္ဈိမစာမဆိုရင်ဒီတရားကိုမဇ္ဈိမပဏ္ဏတပါဠိတော်မှာလာတယ်သုံးနာမည်ကဥပါလိသုတ်ဘာသုတ်လဲအဲ့ဒီသုတ်ကိုဒီနေ့တရားကောင်းစဉ်မြန်မာလိုပြီးတော့အစမ်းသက်ခံတရားရှင်းတယ်နော်ကောင်းပြီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနလန္ဒမြို့ပါဝါရိကတရက်ဥယျာဉ်တည်င်းသုံးနေအဲ့ဒီတရက်ဥယျာဉ်ဟာပါဝါရိကယုံတထေးရဲ့တရက်ဥယျာဉ်နောက်ပိုင်းမှာအဲ့ဒီတထေးကနေဘုရားကိုကျောင်းဆောက်လှူပြီးတော့အဲ့ဒီဥယျာဉ်ကြီးလှူလို့ပါဝါရိကာယုံကျောင်းဆိုပြီးတော့နလန္ဒမြို့မှာပေါ်ခဲ့တယ်အဲ့တော့အခုမလှူသေးဘူးဇာထဲမှာနလန္ဒမြို့ပါဝါရိကတရက်ဥယျာဉ်ထဲမှာဘုရားတည်င်းသုံးနေတဲ့အချိန်ဒါပထမဦးဆုံးရောက်တဲ့အချိန်ဖြစ်တော့ပါတယ်နလန္ဒကိုအဲ့ဒီအချိန်မှာနလန္ဒမြို့ကြီးမှာအထင်ကရလွှမ်းမိုးထားတဲ့ဝါဒပိုင်ရှင်ကနာတပုတ္တနိဂန္ဓနော်နိဂန္ဓပရပိုက်ကြီးဆိုးထားတယ်ဘယ်သူကြီးဆိုးထားတော့စာထဲမှာတော့နာတပုတ္တနာတရဲ့သားနိဂန္ဓအဲ့ဒါနိဂန္ဓ
ပရပိုက်ကြီးကအဲ့ဒီဒေသကိုလွှမ်းမိုးထားဒေသတစ်ခုလုံးကနိဂန္ဓကိုကိုးကွယ်ဟုတ်ပြီနော်အဲ့ဒီမှာနိဂန္ဓရဲ့တပည့်ဒီကတပတိနိဂန္ဓဆိုတာရှိအဲ့ဒီဒီကတပတိနိဂန္ဓကလမ်းလျှောက်ထွက်ရင်းနဲ့အမှန်တော့ပြဿနာထွက်ရှာတာပေါ့လေနိဂန္ဓတို့ကသူတို့နေရာကိုဂေါရမဘုရားကြွလာတယ်ဆိုတော့နိဂန္ဓကသူ့နေရာနဲ့သူဘုရားလုံနေတယ်ဟုတ်ပြီနော်ဗုဒ္ဓဂေါရမမပွင့်ခင်ကလောကမှာဆိုတာအဲ့ဒီအိန္ဒိယပြည်တဝမ်းမှာပေါ့ဘုရားလုံနေကြတဲ့ဒိဋ္ဌိကြီးတွေ6ယောက်ရှိတယ်သိန်းစီတို့နိဂန္ဓတို့ပုရဏကသဗ္ဗတို့မောက္ခလိဂောသလတို့ဆိုပြီးတော့အသီးသီးသူတို့ကိုသူတို့ဘုရားဆိုပြီးလုံနေတာ6ယောက်ရှိတယ်အဲ့ဒီထဲကတယောက်ပါဝင်ဖြစ်တဲ့နိဂန္ဓနော်နိဂန္ဓကသူတပည့်ဒီကတပတိကိုဒါလွတ်လိုက်ပုံရပါတယ်ဘုရားကြွလာပြီဆိုတော့ဒီကတပတိလမ်းလျှောက်ထွက်ရင်တရက်ဥယျင်ရောက်လာတော့ဘုရားရှင်ကိုရောမြတ်ကြီးနဲ့တွေ့အပြန်လန်နှုတ်ခွန်းဆက်ကြော့ပြီးတော့တင့်လျောက်ပတ်ရမှာထိုင်နေတဲ့အချိန်သားเจ้าမာเจ้าပြောပြီးဘုရားကဒီကတပတိကိုတပတိလို့ခေါ်တယ်တကယ်တော့သူ့နာမည်ကတပတိရှေ့ကဒီကထည့်ထားတယ်ဒီကဆိုတာရှေ့လျားတော့ပေါ့လေဒါအရက်ကခေါ်တာပေါ့ဟောဒီကနက္ခတ်တို့လို့ဒီကနက္ခတ်ကြတော့နက္ခတ်ဆိုတာခြေသက်လက်သက်တွေအရှိကြီးထားမညက်လို့အမှန်တော့ပြင်းလို့နေမှာပေါ့နော်အဲ့တော့ခြေသက်လက်သက်ရှိတဲ့လူမလို့ဒီကတပတိတယ်လို့ခေါ်ဒီကနက္ခတ်တယ်လို့ခေါ်တယ်ဒါပေမဲ့ဘုရားအဲ့လိုမခေါ်သူနာမည်ပြက်ကိုဘယ်တော့မှမခေါ်အခုလဲဒီကတပတိလို့အရက်ကခေါ်ပေမဲ့သူကတပတိလို့ပဲခေါ်တယ်တပတိတဲ့မင်းတို့ကိုးကွယ်တဲ့နိဂန္ဓဆရာကြီးကမင်းတို့ကိုဘာတွေဆုံးမသလဲဘယ်လိုပြည့်ညတ်လေးရှိသလဲကျွန်တော်တို့ဆရာကကာယဒံဝစီဒံမနောဒံဆိုပြီးပြောတယ်ပါတယ်ကာယဒံဝစီဒံမနောဒံဒံ၃ပါးရှိတယ်ဒီလိုဆုံးမတယ်ဟုတ်ပြီအဲ့ဒီကာယဒံဝစီဒံမနောဒံဒံ၃ပါးမှာမင်းတို့ဆရာကဘယ်ဒံအပြည့်ကြီးဆုံးလို့ပြောတယ်လေဘုရားမေးအဲ့တော့ဒီကတပတိကရှင်ဘုရားထင်ရှားပြီးသားကိစ္စတွေပါဒါတွေဟာသိလွယ်တဲ့ကိစ္စတွေကာယဒံဝစီဒံမနောဒံဒံ၃ပါးမှာကာယဒံဟာအပြည့်ကြီးဆုံးပဲကျွန်တော်တို့ဆရာကဒီလိုဆုံးပါတယ်ဟုတ်ပြီနော်သိထင်ရှားတဲ့ကိစ္စတွေတဲ့ဒါကြောင့်မို့လို့လွယ်ကူတဲ့ကိစ္စပါတဲ့ဒါကျွန်တော်တို့ကိုဆုံးမထားတာကာယဒံဝစီဒံမနောဒံဒံ၃ပါးမှာကာယဒံဟာအပြည့်ကြီးဆုံးပဲဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတပတိမင်းကာယဒံလို့ပြောသလားပြောပါတယ်ဗျာကာယဒံသာအပြည့်ကြီးဆုံးပါနိဂန္ဓကအသေးချာဆုံးမထားပါတယ်တပတိမင်းကာယဒံလို့ဆိုရနော၃ချိန်မေးတယ်မှန်လားပါကာယဒံပါဗျာအသေးချာပါအပြန်လန်ပေါ့လေဘုရားကလည်း၃ချိန်တိုင်မေးတယ်တပတိကလည်း၃ချိန်တိုင်ပြောပြီးတော့သူတို့ဂတိကဝတ်ပြုလိုက်ကြတယ်ပေါ့အဲ့ဒါလို့ပြောပြီးတဲ့အချိန်တပတိကအာကြမခံပြန်မေးတယ်နေစမ်းမအောင်ရှင်ကြီးဂေါရမကောတင့်တပည့်တွေကိုဘယ်လိုဓာန်မျိုးတွေနဲ့ဆုံးမသလဲဓာန်အပြည့်ကြီးဆုံးလေဆိုတော့တပတိတဲ့ဓာန်လို့ပြောတာငါဖရားရဲ့အယူဝါဒမဟုတ်ဘူးငါဖရားရဲ့အဆိုအမိတ်မဟုတ်ဘူးတဲ့ငါဖရားကကံလို့သာပြည့်ညတ်တယ်ဘာလို့ပြည့်ညတ်အဲ့တော့ဒီကတပတိကတို့နိဂန္ဓကကံလို့မပြည့်ညတ်ဘူးတဲ့ဓာန်လို့ပြည့်ညတ်တယ်ဒီဓာန်နဲ့ကံနဲ့ကိုလှုပ်ရှုပ်တယ်နော်အဲ့တော့နိဂန္ဓကကာယဓာန်ဝစီဓာန်မနောဓာန်ဒီလိုပြောတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒါငါဖရားရဲ့အဆုံးအမပြည့်ညတ်ချက်မဟုတ်ဘူးတဲ့ငါတို့ဖရားကဆုံးမငါတို့ဖရားငါဖရားရှင်တို့ပြောတဲ့စကားကကာယကံဝစီကံမနောကံကံဘယ်နှပါလဲကံ၃ပါးပြည့်ညတ်တယ်ကဲကောင်းပါပြီတဲ့ကံဆိုတော့လေကံဆိုရင်အဲ့ကံ၃ပါးမှာဘယ်ကံကအပြည့်ကြီးဆုံးလို့ရှင်ဂေါတမကတင့်တပည့်တွေကိုဆုံးမသလဲတဲ့
ngà cái đó quá để tập bati ya ngà tập bati của mà nó cả ở phía chi sông mày bà cả mà nó cả ở phía chi sông mày ở phía chi sông mày tại sao mà nó cả ngồi thấy ra xong sau cha luôn ngà đã biểu đấy số đó tập bati cả xin ý có mà tên mà nó cả lúc số lại đó là à số bà đấy quá tập bati mà nó cả má quá xin ý có mà tên ra nó tên đâu cả mà nó cả lúc số đó là à biển là mua biển chỉ ra trâu chả là hả là hóa ra biển nhà mà cũ biển số đó ê quả mà nó cả anh đi cả giờ lúc cho lại được tập đi bám mà xem mình nhiều tông gì tông gì tất tỷ thu bây giờ xin như có mà cho nó à toa quân chịu bá số đó tập đi toa riêng à mình tập bộ đại mấy giờ chú nên nên vui bàn chia cái ye vô gì cái ye mà nó cái cái mà nó ba lại cái là bao nhiêu lâu nữa chúng ta đâu tất cả alo ha cái gì chỉ lúc ta biểu alo lúc ta biểu châu mới biểu nó cô anh ấy chỉ mi đó tất cả đi tôi mà biểu cái đó cái gì vô gì cái mà nó cái mà lâu phết này lâu dài là tất cả mọi lúcဖြစ်လာရင်ဒီကံ၃ပါးနဲ့လှုပ်ရှားကြရတာမဟုတ်ဘူးလားကောင်းပြီအဲ့ဒီကံမှာကာယကံရဲ့ဝစီကံရဲ့မနောကံရဲ့ဘယ်သူကရှေ့သွားလဲအလုံးသိတယ်နော်စိတ်တေနနေယတိလောကကြီးကိုဘယ်သူကဆောင်စိတ်တေနပရိကတတိအရာရာလုံးအတိုင်းကိုစိတ်ကသာကပ်ပြီးတော့ဆွဲဆောင်သွားတာရှင်းတယ်နော်စိတ်တသဧကဓမ္မတာစိတ်တစ်ခုတည်းသောတရားပါပဲကွာလို့တောင်ဘုရားကဒီလိုပြောတယ်ကာယကံအစလည်းပဲရတော့စိတ်ကပဲဝစီကံအစကိုဆဲခြင်းစိတ်ပေါ်လာပြီးမှဆဲတာမေတ္တာပို့ခြင်းစိတ်ပေါ်ပြီးမှမေတ္တာပို့တာသဘောပေါက်သလားတတ်ခြင်းစိတ်ပေါ်ပြီးမှရှင်းရသလားခိုးခြင်းစိတ်ပေါ်ပြီးမှဒါမို့လို့လူတင်ပါလို့ဒါလည်းအကုန်သိတာခေတ်ကမကောင်းလို့ခိုးရတာလားခိုးကိုခိုးခြင်းနဲ့သခိုးမို့ခိုးတာလားခေတ်ကမကောင်းလို့တောင်းစားနေရတာလားတရောင်းစားစိတ်မပြောက်လို့တောင်းစားတာလားရှင်းနေတာပဲရှင်းနေတာအဖြစ်အမျိုးယုံမှုတောင်းစားတာဟောဗျာခင်မကောင်းလို့လိန်စားလိုက်ရတာလားအမျိုးယုံမှုလိန်စားတာလားစဉ်းစားတော့လွတ်ကြရဲ့လားစဉ်းစားတော့ငါတို့သည်ဒီကြလို့ငါတို့သည်ဘုံရှင်ကံရှင်ပါရမီရှင်များဖြစ်တယ်ဒါမဲ့လည်းမတတ်နိုင်တော့ခိုးရတာပဲအမျိုးပြက်ခံကြမလားစောစောဩဃာတာကြောတဲ့ထဲပြန်ကြောခိုင်းတာနော်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်ဒီဟုသောမထက်နဲ့ဒီဟုသောဆိုတာဟိုအမြတ်ဆုံးသောယရဏကြီးကိုဒီဟုသောတွန်းညွှန်းတာမကောင်းနော်အဲစကလုံးတွေကထက်သုံးတိုင်းကောင်းတာမဟုတ်ဘူးနော်ယရဏသူ့ဟာသူယရဏမြတ်ပြီးသားဒီဟုသောတွန်းထက်တာနည်းနည်းလေးကိုကသူ့ထက်တောင်မြင့်တယ်လို့ဖြစ်နော်မသုံးအောင်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့နှင့်အမျိုးပြောင်းမှာဆိုလို့ဖယားဘလောက်ကျေးဇူးကြီးပါတယ်တကိုးကြီးပါတယ်ပြောဘလောက်စင်ကြယ်ပါတယ်ပြောမိဘမပါပဲနဲ့ဖယားနဲ့ခမည်းတော်တွေ့မလားတရားဘလောက်အကျိုးကြီးပါတယ်ပြော
မိဘကျေးဇူးအထောက်ပံ့ကင်းပြီးတော့တရားနဲ့တွေ့မလားမယူကြစမ်းပါနဲ့မမိုက်ကြစမ်းပါနဲ့လောကမှာဘယ်လိုပုဂ္ဂိုလ်တွေကထပြီးတော့နော်ကိုယ့်ကားတွေရှောက်ရှောက်လုံမှမသိဘူးမိဘကပဲဖရားလောက်မမြတ်သလိုလိုဟုတ်ပါတယ်မမြတ်ပါဘူးဒါပေမဲ့တို့အတွက်ကတော့မိဘမပါပဲဖရားလည်းမသိဘူးတရားလည်းမသိဘူးဟင်ဗုဒ္ဓဘာသာဝင်နဲ့90ဒသမ69ဒသမ99ရာခိုင်နှုန်းဟာမိဘကြောင့်ဗုဒ္ဓဘာသာဖြစ်လာဟင်သေချာအောင်များပြောရရင်သမီးစားအဖြေရတဲ့နေ့ပဲသွားကြဘုရားသွားတယ်ဘာမှမလုပ်ခင်ဘုရားအရင်သွားရှင်းလားတာကီຫນွယ်ပွားတယ်လို့ဒါအောင်ပြောတာဘုရားရိပ်တရားရိပ်မှာအရင်ဆုံးစုပန်ကြသစ္စာပြုကြဒါလေးတွေပြီးတော့မှဘုရားသွားလဲအတူတူမင်္ဂလာဆောင်တော့လဲဘုန်းကြီးဆုံးကရသေးတယ်ဟုတ်လားကလေးလေးပွေးလာကင်မွန်းတတ်တော့လဲဘုန်းကြီးဆုံးကရသေးတယ်အဲ့ဒါပရိသေတွေနေကြတဲ့ဘုရားတရားနဲ့နေလာတာရှင်းလားဘုရားရိပ်တန်ခါတရားရိပ်တန်ခါအရိပ်မှာကြီးလာတာအဲ့ဒါမိဘကျေးဇူးမဟုတ်ဘူးလားအဲ့ဒါငယ်ငယ်လေးဘာမှမသိတတ်ခင်ကကုသိုလ်ရနေပြီအော်ကာလို့ဆိုဘုန်းကြီးမော်ကြည့်ပြီးလက်အုပ်အမေချီပေးတဲ့လက်အုပ်ကလေးနဲ့ရှောက်လို့ကုသိုလ်ရနေတာဘုံကံပါရမီနဲ့မွေးဖွားလာတာကိုတန်ဖို့ကိုကြည့်အောင်ဟမ်ဘယ်လောက်မြင့်မြတ်တဲ့လူမျိုးတွေလဲဩကာသဆိုတာကသာကြည့်ဩကာသမဆိုးဘူးလားကိုကရှ िख ိုးမှာကိုကကြော့မှာကိုကပူဇော်မှာတောင်းမှရှ िख ိုးခွင့်ဂရုပြုပါကြော့ခွင့်ပြုပါကြော့ရန်အခွင့်ပေးသနာပါကဲကြော့ကံပုဂ္ဂိုလ်ကိုကြော့မဲ့ကိုပုဂ္ဂိုလ်ကကြော့ခွင့်ပြုပါလို့တောင်းပန်ပြီးမှကြော့တဲ့ကြော့လောက်အောင်ယဉ်ကျေးတဲ့လူမျိုးကဘာမှဘယ်မှာရှိမှာအလွန်အဆင့်တန်းမြင့်တဲ့အလွန်ယဉ်ကျေးသောအလွန်စိတ်သက်ခွန်အားမြင့်မားသောဟမ်လူမျိုးတွေဘာလို့တခိုးချိုးဖို့တွေဖြစ်နေတာလဲကျုပ်ကဒါပြောနေတာရှင်းလားဩဃာသအတိတ်ကဘယ်လေးကိုကြည့်အောင်ကြော့မဲ့လူကကြော့ခံမဲ့ပုဂ္ဂိုလ်ကိုကြော့ရန်အခွင့်ပေးပါကြော့ခွင့်ပေးသနာတော်မူပါကြော့ရန်ခွင့်ပြုပါတောင်းပန်ပြီးမှကြော့တာရှင်းတယ်နော်အဲ့တော့ကြော့ပြီဆိုတော့လေဘာအထိပ္ပယ်နဲ့ကြော့တာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်ကာယကံဝစီကံမနောကံဆိုတော့ဘဝများစွာတန်တရားမှာခမရတို့ကျုပ်တို့ပြန်လန်တွေ့ဆုံခဲ့ပြီးသားမိဘအဖြစ်၎င်းညီကိုမောင်နှမအဖြစ်၎င်းအကျဉ်လင်မယားအဖြစ်၎င်းဆရာတပည့်အဖြစ်၎င်းသခင်နဲ့ကျွန်အဖြစ်၎င်းနှီးမျိုးစုံကြုံခဲ့ဆုံခဲ့ပြီးသားတွေဘဝအကြောင်းကံမပါပဲခမရတို့ကျုပ်တို့ပြန်ဆုံခြင်းမရှိဘူးဘောပါလားအဲ့ဒီကြုံခဲ့ဆုံခဲ့တဲ့ထဲမှာအသီးသီးအပြစ်တွေကလည်းသင့်ခဲ့ပြီခုဘဝပဲကြည့်ပါမိခင်ဖခင်ကကျေးဇူးရှင်အဖြစ်နဲ့သားသမီးတွေကောင်းစင်ကြလို့ငါသားဘယ်မသွားနဲ့နော်ဟုတ်ကဲ့ဖိုးကြီးနဲ့ခွက်ကြပါရှေ့တယ်နော်ဟုတ်ကဲ့ခွေရကြဖိုးကြီးတော့ပါလားအမေကငါသမီးဘာမလုပ်နဲ့တော့ဒိတ်အောင်အပြစ်တွေဖြစ်မဖြစ်အဲ့ဒီအပြစ်တွေကိုကာယကံဝစီကံမနောကံကာယကံဝစီကံမနောကံတို့ဖြင့်ပြစ်မှားခဲ့သောအပြစ်တို့ကိုတပ္ပဒေါသဆိုတာအလုံးစုံသောဒီလိုပြောတာတဘာဘာသောကံဖြစ်လို့မနေနဲ့အကုန်မှားတာရှင်းတယ်နော်အဲ့ဒါကျွလွန်မိခဲ့တဲ့အပြစ်တွေကိုတစ်ဝန်ချတောင်းပန်လို့ပထမတစ်ကြိမ်ကြော့တယ်အပြစ်ကိုတောင်းပန်ဟမ်ဒုတိယတစ်ကြိမ်ဖူးမြော်မန်လျှော့ဟမ်မိဘကပညာမတတ်ဘူးသားသမီးကပညာတတ်လာရင်မန်လေးကတက်လာပြီဝါကြီးဘာမှလည်းသိတာမဟုတ်ဘူးနဲ့ဘာမှလည်းတတ်တာမဟုတ်သူကြောင်းထားပြီလို့ကိုနေခဲ့ရတာမေ့နေရှင်းလားပစ္စည်းဥစ္စာလေးနည်းနည်းရှိမိဘကိုမထိမ်မဲ့မြင်ပြုကျင်လာပြီမေတို့ဟာကြည့်ကြက်လို့အောင်မပေါ့ရှားတဲ့လူကလွယ်တာမဟုတ်အောင်မဟမ်မာနအဲ့ဒီမာနဟာအယုံညံ့ဆုံးတရားလောကမှာအောက်တန်းအကျဆုံးတရားဟာမာနအဲ့ဒီမာနကိုခွာချပြီးဖူးမြော်မန်လျှော့မန်ကိုချိုးနေပြီးကြတော့တယ်ဒုတိယကြိမ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ကရမ်းကြိမ်နေတာမဟုတ်ဘူးဟမ်ပထမတစ်ကြိမ်အပြစ်ကိုတောင်းပန်တဲ့နေနဲ့ကြတော့တယ်ဒုတိယတစ်ကြိမ်မိမိမှာရှိတဲ့မာနတွေထောင်လွှမ်းမိတဲ့
အပြစ်ဖြစ်စေတတ်တဲ့တရားတွေမန်ကိုဝန်ချပြီးကြတော့တတိယတစ်ကြိမ်ကျေးဇူးရှင်မို့လို့ပူဇော်တိုက်ရှ िख ိုးတဲ့ရှ िख ိုးတိုက်လို့ပူဇော်ကြောတာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဆိုဒါပြောတာအဲ့ဒါလောက်အဓိပ္ပာယ်အပြည့်အဝနဲ့ကျေးဇူးရှင်များကိုပြန်လဲတုံ့ပြန်ရှ िख ိုးကြောလောက်အောင်ယဉ်ကျေးတဲ့လူမျိုးယဉ်ကျေးတဲ့ဘာသာဘယ်မှာရှိတယ်ဟောပေါ့လားဘယ်တော့ဖြစ်ဖြစ်တို့ဟာရှေ့ကအထက်တန်းအကြဆုံးနေခဲ့တာနောက်ပြန်လှဲ့ကြည့်ပြီးခင်မိအောင်ဆိုပြန်ပြေးတော့နောက်ပြန်ရောက်သွားဟိုကြောက်ခစ်တောင်ရောက်ချင်လာပြီအဝတ်မပါတော့ရှင်းလားအလွန်ယဉ်ကျေးသောအလွန်အဓိပ္ပာယ်ပြည့်ဝသောအလွန်အနှစ်သာရရှိသောဘိုးဘွားမိဘတွေရဲ့လမ်းညွန်မှုနဲ့ပေါက်ဖွားလာတာကိုတန်ဖို့ကိုသိစမ်းမှာတော့ပါလားပါပါဗျာရှင်းအောင်ရှင်းလားရှင်းပါဗျာဒါမို့ငါတို့ဒီဘုံရှင်ကရှင်အိမ်ရောက်ရင်အရသာရှိမှန်ရှိမှអော်လိုက်ဘောပေါ့လားအဲ့ဒါခံစားရတဲ့နေ့မှာခင်ဗျားတို့လွတ်မြောက်မှာမခံစားရသေးမလွတ်မြောက်သေးဘူးဟေးဘုန်းကြီးကဒီလိုကြီးလုပ်ခိုင်းတာပါပြီဘောပါလားခင်ဗျားတို့ယင်ထဲမရောက်သေးရင်အလကားပဲအဲ့ဒီတရားတွေရှင်းတယ်နော်ကံသုံးပါကာယကံဝစီကံမနောကံအရေးကြီးလားမကြည့်ဘူးလားအခုမိခင်ဖခင်ဆိုတာဒါပဲအဲ့ဒီကံလေးတွေကစလက်ဦးเสียမြည်တိုက်စွာသားပုပ္ပါစရိယမိနဲ့ဖငါသားဒီလိုမပြောနဲ့ဒီလိုပြောငါသမီးဒီလိုမနေနဲ့ဒီလိုနေဟင်ကာယကံကိုလည်းသင်ခဲ့တယ်ဝစီကံကိုလည်းသင်ခဲ့တယ်မိဘများသည်သားသမီးများအကျိုးစီးပွားအတွက်အမြဲတမ်းရှေ့ရှုပြီးတော့မဆောင်ရွက်ခဲ့ဘူးလားကဲဒါဖြင့်မိဘကျေးဇူးကင်းသလားမိဘကျေးဇူးကင်းပြီးတော့ဖရာတရားနဲ့တွေ့သလားအဓိကမိဘပါမိဘပျောက်ရင်အမျိုးပျောက်ပြီမှတ်ထားဟမ်မိဘပျောက်ရင်ဒါ့နိုင်ငံတကာသွားရင်ရှက်เสียကြီးဗုဒ္ဓဘာသာနိုင်ငံလာတဲ့လူကအဖေမေနာမည်မပါဘူးမင်း generation ဆိုဘာမှမသိဘူးရှေ့ကနေယူတွေထဲတယ်ဗမာပြည်မှာတော့ယူอ่ะဥပေါ့နိုင်ငံတကာမှာတော့ယူอ่ะယူပဲဟမ်ခတ်တီနဲ့ရေးတယ်ယူသူမင်္ဂလာဟိုရောက်တော့ရေးတယ်ဥသူမင်္ဂလာမခေါ်ပါဘူးယူသူမင်္ဂလာ where is ယူသူမင်္ဂလာတော့ပါလားအခုလောက်ကြပြန်ပြီအယူထားပြီးယူတွေဖြုတ်တယ်ခုယူဖြုတ်ပြန်ပြီစကြတဲ့စနစ်မကြခဲ့ဟမ်တော့ပါလား generation ပြောစရာမရှိဘူးကျင်တယ်နော်အဲ့တော့မိဘဖြုတ်လို့ရမလားမိဘဖြုတ်ရင်အမျိုးပြုတ်ပြီဟုတ်ပြီနော်ဆရာပျောက်ရင်သာသနာကွယ်ပြီဆရာအကူညီမပါဘဲနဲ့ဖယားမှန်သိမလားတရားမှန်သိမလားတန်ခါမှန်သိမလားဖယားတရားတန်ခါရဲ့လို့ထဲဝင်နိုင်ချွတ်အနှစ်သာရရှိသိခွင့်ရတာဘယ်သူကျေးဇူးတော့ဘောပါသလားကုသိုလ်မှမသိအကုသိုလ်မှမသိအမေကုသိုလ်ဆိုတာဘာကောင်းမှုပေါ့ကောင်းမှုဆိုတာဘာတော့ရှားရှိတာဒီအပြင်ဟိုဘက်သူတို့လည်းပြောတာဘူးဟမ်ကုသိုလ်ခင်ဗျားတို့မသိဘူးလားဘာလဲလောဘဒေါသမောဟမပါတဲ့အလုပ်ဟာဒါပဲလောဘဒေါသမောဟမပါတဲ့ကာယကံဝစီကံမနောကံအလုပ်ဆိုတာအဲ့ဒါအမေဖေပြောတာလားဆရာပြောတာလားဖះဆိုတာဘာလဲသစ္စာ၄ပါးမြတ်တရားကိုဆရာမကူတယံဘူးအဲ့ဒါပြောတာကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်သိတာဖះရှင်းလားငါတို့ကိုယ်ကိုယ်နေတဲ့ဖះကဖန်ဆင်းရှင်လားတကိုးရှင်လားကဲတင်ရှင်လားလမ်းပြသူပြောရှင်းတယ်နော်ဒါတွေကဘယ်သူပြောမှသိတာဆရာပြောက်ရင်သာသနာကွယ်ပြီနားလဲလားပေါ့မလုပ်ကြနဲ့ခင်ဗျားတို့တွေပေါ့တန်မြင်တာနေတာမြင်ရတိုင်းကျုပ်တို့ကယဉ်တာတယ်ဘယ်သူအတွက်တုံးဆိုခင်ဗျားတို့အတွက်ဒီလိုဘဝမျိုးရဖို့ယဉ်နေရတဲ့ဘဝပေါင်းမရည်နိုင်ဖះအလောင်းတော်ဟာဖះဖြစ်ဖို့လေးသိင်ချင်တဲ့ကဘာသိတို့ကဖះနဲ့တွေ့ဖို့ဘယ်နှသိင်ချိန်မှန်းကိုမသိဘူးရှင်းလားဘိုးကဇက်တိုက်လှုပ်လာတာတို့ကအထက်ရောက်လိုက်မေ့လိုက်ပြန်ဆင်းလိုက်အထက်ရောက်လိုက်မေ့လိုက်ပြန်ဆင်းလိုက်အခုလည်းမေ့နေကြတာပြန်ဆင်းတော့မှဘယ်တော့ဒါမှဘာလို့လည်းမဖြစ်ဘူး
မရောက်တဲ့အရာဒါထုတ်မပြောရင်ငါတို့စက်တငတ်ငတ်ကြီးဘုန်းကြီးကလှုပ်သွားတာဒေအိုးလေးတောင်ထုတ်မပြဘောပါရနော်အားလုံးကျေနပ်သလားဟောင်းပြီအဲ့တော့ပြောတဲ့ပြောလိုက်တာတွေကိုတော်ကောင်းတို့ထိုက်တန်တဲ့လောက်ပြောပြီးပြီအဲ့တော့ကိုဘဝတန်ဖိုးကိုကောင်းကောင်းအသုံးချနိုင်အောင်ကြိုးစားဟုတ်ပလားငါတို့ကဘိုးဘွားမိဘဆရာသမားတွေရဲ့အကူအညီနဲ့ရေစိန်ကံဘဝအစမ်းသက်ခံဘဝတွေဗျတာမန်လူဖြစ်လာတဲ့လူတွေမဟုတ်ဘူးကျင်တယ်နော်ဒါမှမဟုတ်မင်းအနောက်နိုင်ငံကြိုက်တဲ့လောက်တိုးတယ်ခုအမေရိကန်အင်္ဂါယူရောက်ကြိုက်တဲ့နေရာသွားကွာတို့ဒီနေ့ဇံပိန်ညင်ရအောင်အားထုတ်လိုက်ဘယ်နှကဘာသွားမလဲစက်ကြဝဠာဘယ်လောက်သွားမလဲဘာလောင်စာစီမှမကုန်ဘယ်သဘာဝပတ်ဝန်းကျင်မှမပြတ်ဘူးရှင်းလားအားလုံးသိနိုင်တယ်မြင်နိုင်တယ်ဘယ်သွားကွာတို့သိပြီးသားအဘိဓမ္မာလိုဖြတ်ချလိုက်ယုတ်တရားနဲ့ယုတ်နံဓမ္မသင်္ခါရလည်းဖြစ်ပြီးရင်သွားနေချေညောင်းတာပတ်တယ်ဒါပဲရှိဘယ်ကဘာသွားရှာလို့မှမြဲတာကျင်တ်သလားတို့မှာအကောင်းဆုံးယဉ်ကျေးမှုတွေအကောင်းဆုံးအဆုံးအမတွေတို့လက်ထဲမှာအကုန်ရှိတယ်ဘာလို့အစုပ်ပြတ်ဆုံးဖြစ်နေတာလဲတို့ကဖះကိုအားနာတယ်ခင်ဗျားတို့ကြည့်ပြီးရှင်းလားအရိယာသစ္စာတရားတွေအတွက်အားနာတယ်စိတ်ထဲပေစုပ်စုပ်တွေမလောက်ကြစမ်းပါနဲ့လူတွေကြည့်လိုက်မှုန်ကုတ်ကုတ်နဲ့ပေစုပ်စုပ်မဟုတ်တာလုံးမဲ့ရုပ်ကြီးပဲသဘောပါသလားကြည့်ရတယ်နော်ကောင်းပြီအဲ့တော့ဒီကသပတိနဲ့ဖယားနဲ့ပြောဆိုပြီးတော့ဒီကသပတိကြီးထွက်သွားတယ်ထွက်သွားပြီးဘယ်သွားလဲဆိုတော့သူဆရာကြီးနိဂန္ဓရှိတဲ့နေရာနော်ဘာလကိနီလာဆိုတဲ့ရွာသားတွေနဲ့နိဂန္ဓဆရာကြီးကအဲ့ဒီရွာသားတွေခြံရံပြီးတော့နေအဲ့ဒီနေရာဒီကတပတိပြန်လာတယ်ပြန်လာတော့နိဂန္ဓရဲ့သူတပည့်တွေရဲ့အကုန်ဝိုင်းရနေတဲ့ထဲမှာဘယ်သူပါလဲဆိုတော့ဥပါလိတကြွယ်ကြီးပါပါတယ်ဘယ်သူပါလဲဥပါလိဆိုတာအမတန်ချမ်းသာတဲ့အဲ့ဒီဒေသမှာတော့အချမ်းသာဆုံးနလန္ဒမှာအထင်ပေါ်အကြော်ကြားဆုံးတထေးကြီးသူကနေကန္ဓာတွေကိုကိုွယ်ပြီးတော့နေတယ်အဲ့တော့ဥပါလိဟာဒီကန္ဓာရဲ့ရှေ့မှာပထိုင်ရဲ့ပေါ့ဆရာတပည့်စကားဖောင်ပြောနေကြတာအဲ့ဒီချိန်ဒီကသပတိပြန်လာတော့လမ်းမေးတယ်နေကန္ဓာဆရာကြီးကဟဲ့ဒီကသပတိမင်းဘယ်ကပြန်လာတယ်လဲတပည့်ကျွန်တော်မျိုးလမ်းလျှောက်ရင်းနဲ့ပြန်လာတယ်ရှင်ကြီးဂေါရမစီရောက်ခဲ့တယ်ဟာမင်းဂေါရမစီရောက်ခဲ့သလားရောက်ခဲ့တယ်တဲ့ဟုတ်ပါလားမင်းဂေါရမနဲ့စကားပြောဆိုမှုများဖြစ်ခဲ့သေးလားဖြစ်ခဲ့တာပေါ့ဆရာကြီးရဲ့ဘာတွေပြောခဲ့ကြတော့ပြောသမ်းกว่าဆိုခုနအတိုင်းပြောတယ်ဂေါရမမေးတယ်သင်တို့ဆရာကဘယ်လိုများဆုံးမတယ်လဲဆိုကာယဒံဝစီဒံမနောဒံတွေနဲ့ဆုံးမတယ်လို့ပြောတယ်ကံမဟုတ်လားဆိုကံကနိဂန္ဓရဲ့ပြညတ်ချက်မဟုတ်ဘူးနိဂန္ဓကကံကိုမပြညတ်ဘူးဒံကိုပဲပြညတ်တယ်ဒါကျွန်တော်မျိုးပြန်ပြောခဲ့တယ်အဲ့ဒီမှာသူဆက်မေးတယ်ကာယဒံဝစီဒံမနောဒံမှာဘယ်ဒံအပြစ်ကြီးဆုံးလဲလို့မေးတော့ကာယဒံမှာဘုရားလို့ဖြေတယ်သူ၃ချိန်မေးတယ်ကျွန်တော်လည်း၃ချိန်ဖြေတယ်တော်လိုက်တာကွာအကြမြင်ရှိတဲ့ဆရာကောင်းသမားကောင်းရဲ့တပည့်ပိသပါပြီလေအောင်မဲဝိုင်းပြီးတော့ခြေကျူးကြလက်ခုပ်တီးကြပေါ့ဥပါလိကလည်းဒါမှဒီကသပတိနိဂန္ဓတပည့်ဆိုတာဒီလိုဖြစ်နေရမှာရဲတောက်ဟုတ်တယ်မဟုတ်တာလုံးတဲ့လူကတော့ရဲတောက်ရှင်းတယ်နော်အဲ့ဒီမှာနောက်ထပ်ဆက်ပြီးတော့ကျွန်တော်မျိုးကပြန်မေးခဲ့တယ်ဂေါရမသင်္တပည့်တွေဘယ်လိုဆုံးမလဲဘယ်လိုပြညတ်သလဲဘယ်ဒံကိုအပြစ်ကြီးဆုံးပြောလဲဆိုတော့ဒံဆိုတာငါဖယားဂေါရမရဲ့ပြညတ်ချက်မဟုတ်ဘူးကံလို့ပဲပြညတ်တယ်ဒံထင်ရှားနေရတဲ့ကံပြောပြန်ပြီဒီဂေါရမအမေသူကနိဂန္ဓကြီးတာဟုတ်ဗျဖယားဂေါရမတဲ့ဟုတ်လားအဲ့တော့နိဂန္ဓတို့ဖယားလုံနေတော့ရှင်ကြီးဂေါရမသိဒ္ဓထတော့တောင်မထွက်ရသေးဘူး
ရှင်းသလားအဲ့တော့အသက်ကြီးတဲ့လူဆိုတော့ဟောဒီဂေါရမလေမလောက်လေးမလောက်ဆိုအတော်ခက်တာဒဏ်ထင်ရှားနေရတဲ့နဲ့ကာယကံကြောင့်လည်းအပြစ်မဖြစ်ဘူးလားဝစီကံကြောင့်ရောမနောကံကြောင့်ရောကာယကံထဲမှာလည်းလောဘဒေါသမောဟပါမပါအဲ့လေတို့အရိယာတွေမှမဟုတ်ပါတာပေါ့ဝစီကံထဲမှာလည်းလောဘဒေါသမောဟပါတယ်ဒါကိုနိဂန္ဓတို့ကသိတယ်ပေါ်တော့မဟုတ်ဘူးရှင်းတယ်နော်အဲ့ဒီအရာတွေကြောင့်အပြစ်ဖြစ်တာအပြစ်ဖြစ်လို့ဒဏ်ဟောကာယနဲ့လှုပ်လဲဒဏ်ပဲဒဏ်သင့်နေဒီလိုပြောတာသဘောပေါက်လားတလောက်ဒဏ်ထင်ရှားနေသူကံလှုပ်နေရှင်းသလားဘုရားရှင်ပြောတဲ့ကံဆိုတာကာယသင်စေတနာစေတနာကိုကံပြောတာရှင်းသလားအဲ့တော့စေတနာကြောင့်ဖြစ်လာတဲ့ကာယကံဝစီကံမနောကံကဲထားဖြင့်ပြောသမှာကွာသူကံကမင်းပါဆက်မေးတော့ကျွန်တော်မေးလိုက်တာဗောရှင်ကြီးကောရမဘယ်ကံကိုအပြစ်ကြီးဆုံးလို့ဆုံးမတယ်လဲဆိုတော့မနောကံကိုအပြစ်ကြီးဆုံးလို့ဆုံးမတယ်ဆိုဝါဟာအကုန်ဝိုင်းကြီးကြဒီကံနာကျွန်တော်မျိုး3ချိန်မေးသူ3ချိန်လို့ဖြေတယ်မနောကံသာအပြစ်ကြီးဆုံးလို့ပြောတယ်ဆိုတော့တပတိတော်လိုက်တာဆရာကောင်းတပည့်ပိသလိုက်တာအဲ့ဒီမှာဥပါလိယထလက်ခမောင်းခတ်ဆရာကြီးနိဂန္ဓတဲ့ကျွန်တော်တာဝန်ပေးအဲ့ဒီမလောက်လေးမလောက်စားဂေါရမကိုသွားဆုံးမသူကတော့ဥပါလိယသူတာဝန်ပေးသူကလည်းဥစ္စာကလည်းကျွယ်ဝတဲ့လူဆိုတော့ဥစ္စာကုံမောက်နောက်ဒီမှာနိဂန္ဓကလည်းအင်အားတကိုးအရှင်စောကြီးဆုံးဆိုတော့တကိုးကြီးတဲ့ပုဂ္ဂိုလ်နာကပ်ပြီးတော့သူကလည်းဂုံမောက်ရှင်းလားတခါတလေကြက်တူရွေးရတော်မဲဘွားကဲတွေရှိသေးတာတထေးကဘာပြောဘူးအောက်ကကောင်တွေကတခါတည်းမာနတရောင်လာပြီးမဝင်ရဘူးမထွက်ရဘူးမသွားဘူးမလာဘူးရှုပ်ချက်ကိုခတ်ပြီးတော့ခွေးရပို့ဆိုးနေဟိုတထေးအရင်မွေးထားတဲ့ exhibition တွေပြောတာပါဘောပါလားတထေးကသိပ်ပြည့်ညတ်တာမဟုတ်ဘူးဟဲ့ဝင်ခဲ့ပါဟဲ့ဆိုတာမရဘူး तू ကဟောင်လို့မပြီးကျင်တ်သလားခုလည်းအဲ့ဒါပါပဲဥပါလိယထပြီးတော့နော်အဲ့တော့လူမိုက်ရဲ့တပည့်ပြီးပြီနော်ထပြီးကြွေးကြော်အဲ့ဒီဂေါရမကိုခုချက်ချင်းပဲသွားပြီးတော့ချိန်မုံပလိုက်မယ်ဒါဆိုသူတို့နယ်မြေထဲဝင်လာတာဟုတ်နော်နိဂန္ဓတို့နယ်မြေတွေကိုတတ်ဝင်လာတဲ့ဝါဒတစ်ခုဆိုတော့ဒါတက်မဲ့လာပြီးတော့သာသနာပြုတာသူတို့ဘက်ကသာသနာတွေကိုလာပြီးတော့ဖျက်ဆီးတယ်ဒီလိုယူရှိတာပေါ့သဘောပါသလားတချို့နေရာတွေကျအဲ့ဒါသူများဘာသာလွန်မိုးပြီးသားတွေကဘုန်းကြီးတစ်ပါးသွားရင်ကိုမကြိုက်ဘူးအဲ့လိုတွေအများကြီးရှိတယ်အဲ့ဒါသူများသာသနာမကြိုက်တာလည်းတစ်မျိုးပေါ့လေရှင်းလားသဘောပေါက်သလားသိကြောက်စရာကောင်းအမြတ်ဆုံးသောဗုဒ္ဓသာသနာကြီးရှိတယ်အမြတ်ဆုံးသောသာသနာထဲမှာလည်းနေရတဲ့နဲ့အယုံညံဆုံးပုဂ္ဂိုလ်တွေဖြစ်နေတာကြောင့်ငါတို့သည်တို့ဘာလို့ဖြစ်တယ်ဘာကြမှာဘာလို့ရော့သွားလဲငါတို့သည်ဘုံရှင်ကံရှင်ပါရမီရှင်များဖြစ်တယ်ရှင်းလားအဲ့ဒီယုံညံ့တဲ့အလုပ်တွေမလုံးမိပါစေနဲ့ကျင့်တတ်လားကြည်ဥပါလိခတ္တိနဲ့ထကြွေးကြော်တယ်ဘယ်လိုကြွေးကြော်လဲဆိုတော့ तू ကလည်းတထေးဆိုတော့အတော့စားလဲတော်တော်များပုံရပါတယ်အမတန်တန်မာထွားကြိုင်းတဲ့အရက်ဆိုင်ကဇပွဲတို့ဟာအရက်ဆိုင်မှာခင်းထားတဲ့ဖြာကြီးကိုရေအိုင်ထဲမှာတပြန်းပြန်းရိုက်လျှော်သလိုရှင်ကြီးဂေါရမကိုတခါတည်းနှိတ်ကိုခဲ့ပါမယ်ဗျာဟောမယ် तू ကဥပါလိယ तू နိုင်တာကြီးအောင်နော်အမတန်တောက်လို့မူးရစ်နေတဲ့တန်မာထွားကြိုင်းတဲ့အရက်သမားကြီးအရက်ခွက်ကိုဇပွဲပေါ်မှာတကြစ်ကြစ်နဲ့တွန်းပစ်သလိုရှင်ကြီးဂေါရမကိုနှိတ်ကိုခဲ့ပါမယ်ဗျာအောင်မယ်သူပေးတဲ့ဥပမာတွေကလည်းထိတ်တန်းဥပမာတွေကြီးပဲရှင်းသလားတခါတည်းဥပါလိကိုအသက်60ရှိတဲ့ဆင်ပြောင်ကြီးရေကစားတဲ့အခါရေကိုမွေနောက်လှန်လောပစ်သလိုဥပါလိကနေလှန်လောပစ်ခဲ့မယ်ဆိုတော့နိဂန္ဓကနေမှန်တယ်ဥပါလိတဲ့ဒီနယ်ကိုရောက်လာတဲ့နယ်ကျော်လာတဲ့ဂေါရမကိုတင်တော်၎င်းငါတော်၎င်းတယောက်ကဆုံးပါမှာဖြစ်မယ်
ဆိုတော့ဥပါလိကဆရာကိုယ်တိုင်သွားเสียမလို့ပါဘူးတပည့်တာဝန်ထားလိုက်စမ်းပါဘုန်းကြီးယူနဲ့လေလူနဲ့တော့ဟုတ်နေတာပဲရှင်းလားဒီလိုဆရာတပည့်တွေလည်းအများကြီးရှိသေးတာနော်အဲ့တော့ကျွန်တော်သွားပါမယ်ဆိုတော့နောက်ကဒီကတပတိကထားတယ်ပြီးတော့ဒီအဆိုကိုကျွန်တော်ကန့်ကွက်ပါတယ်ဒီကတပတိကဥပါလိကိုလွတ်လို့မဖြစ်ပါဘူးဟုတ်တယ်ဥပါလိလွတ်ရင်သူတို့ဆုံးငတ်သွားမယ်နော်ဘာဖြစ်လို့လဲဆိုတော့ဥပါလိဟာကျွန်တော်မျိုးတို့အတွက်များစွာအထောက်ပံ့ရတဲ့ကျွန်တော်တို့အမာခံပုဂ္ဂိုလ်ဖြစ်ပါတယ်ရှင်ကြီးကောရမဟာအတန်လှက်ပတ်တတ်ပါတယ်အမတန်မာယာများပါတယ်သူရှေ့ရောက်လာတဲ့ပုဂ္ဂိုလ်ကိုမျက်လက်လှက်ပြသလိုလှက်ပတ်ပြီးတော့ဆွဲဆောင်သိမ့်သိမ့်တတ်တယ်မြူဆွဲတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါလို့ကိုဘောပါသလားဘုရားတရားတော်ကစွဲတယ်တဲ့သွားမလုံးနဲ့ဟုတ်လားဟုတ်လားဟုတ်လားကဲတော့ကျုပ်ကလေတံပြော့ပြော့လေးနဲ့ဟောဖို့စဉ်းစားတယ်ခင်ဗျားတို့နဲ့ဘလို့မှမဖြစ်ဘူးဟုတ်လားဟုတ်လားဆိုမှဟုတ်ပါတယ်ထားပါဟုတ်လားဆိုဟုတ်မေ့လိုက်တယ်ဘုရားတရားတော်ဟာစွဲမဲ့ဖွယ်ကောင်းမကောင်းနှစ်သက်เสียကောင်းမကောင်းမြတ်နိုးเสียကောင်းမကောင်းတွေ့တာเสียဖြစ်မဖြစ်ဒါဖြင့်ဘုရားကလှည့်ပတ်ထားလို့လားမာယာများထားလို့လားဆွဲဆောင်တတ်လို့လားဆွဲအောင်လှုပ်ထားတာလားရှင်းနကလားဘာဖြစ်လို့အစမ်းတခံလို့လေမန္နိကမန္နာရိကနာရိခန္ဓာဘာလို့ပြောခေါင်းစဉ်နဲ့လိုက်အောင်လုပ်မှာပေါ့သဘောပါသလားဘုရားတရားတော်အစမ်းသက်ခံတယ်အထုထောင်းခံတယ်အလျှော်ဖို့ခံတယ်နားလေသလားကြိုက်သလိုစမ်းတိမ်မသွားစရာအကြောင်းအဲ့ဒါဥပါလိကကြွေးကြော်ပြီးတော့တွားနှိတ်ကွတ်မယ်တဲ့ခွင့်ပြုလိုက်ဒီကတပတိကတောင်းပန်တယ်မလုံနဲ့ရှင်ကြီးကောရမမာယာသိမ့်များတာသူ့တော့ပါသွားမယ်ဆိုတော့နိဂန္ဓကဟဲ့မင်းအဲ့လိုမပြောနဲ့ဂေါရမကဥပါလိကိုသူ့တပည့်ဖြစ်အောင်ဘယ်နည်းနဲ့မှလုံနိုင်မှာမဟုတ်ဘူးဂေါရမတပည့်ဥပါလိဘယ်သောခါမှဖြစ်မှာမဟုတ်ဘူးငါတပည့်ဥပါလိတပည့်ဂေါရမဖြစ်ပြီးဂေါရမကိုဆွဲခေါ်လာလိမ့်မယ်မင်းကြည့်ထားအပိုင်သဘောပါသလားသူကလည်းသူ့နယ်မှာတော့သူပို့ပဲနော်သူအင်အားအကြီးဆုံးပဲအင်အားကြီးတိုင်းမှန်သလားအင်အားကြီးပြီးမမှန်တာတွေတပုံကြီးရှိတယ်သဘောပါသလား तू က तू အုပ်ချုပ်ထားတာ तू လွှမ်းမိုးထားတာ तू နယ်ပဲမပူနဲ့ဥပါလိလက်အောက်ကိုဂေါရမရောက်ကိုရောက်ဆဲမလွတ်လိုက်ဒီကတပတိ၃ချိန်တားတယ်မလုံနဲ့ဆရာမလွတ်နဲ့ तू သိတယ်ဘာလို့လဲဆိုတော့ဒီကတပတိကစကားကိုတဝက်တင်ဖြတ်ပြီးပြန်လာတာဆက်မမေးဘူးမင်းရင် तू ပါသွားမှာတော့ပါလားဒီကတပတိသိတဲ့ဒါကြောင့် तू ကရှေ့ဆက်စကားမပြောဘူးပြန်တော့မယ်ဆိုထားပြန်လာတာရှင်းတယ်နော်ကောင်းပြီအဲ့တော့ဥပါလိရဲ့မပူပါနဲ့ကွာဒီလောက်ထင်ရှားနေတဲ့ကိစ္စကြီးဘာရှုံးစရာရှိလဲကွာမင်းတို့ငါတို့စဉ်းစားပဲကြည်စမ်းပါဦးလူတယောက်ကငါဒီလူကိုတတ်လိုက်မယ်ဘယ်လိုပုံတတ်မယ်လေပင်ကိုဘယ်လိုညစ်ဘယ်လိုတတ်ရေထဲပြစ်ချမယ်စိတ်ကူးရင်ဘယ်သူကလမ်းဖမ်းမလို့ဟမ်ဘာလို့စိတ်ကူးရင်ပြီးတတ်နေတာဟုတ်ဗျဟမ်မတတ်နိုင်အောင်ထားထိုးလိုက်အနည်းဆုံးအချုပ်တော့ခါရတာဟမ်ကဲကာယကံမထင်ရှားဘူးလားကာယဒံကထင်ရှားနေတာလွယ်လွယ်လေးပါကွာမင်းဟာလူတယောက်ကငါဒီတစ်မျိုးလုံးမီးဟုံးတော့အောင်လှုပ်ပလိုက်မယ်ရှို့ပလိုက်မယ်စိတ်ထဲကနေကြံဘယ်မိသားကားမှမလားဘာဖြစ်လို့စိတ်ကူးတဲ့ရှို့နေတာဟိုဟမ်ဟာအဟုတ်ထရှို့မယ်ဆိုပြီးစီဘုံကြီးကင်လောင်းမီးချစ်ချင်တော့မြင်ဖမ်းမှာပေါ့လေသဘောပါသလားအဖမ်းခံမှာမသေးကြဘူးလားဒါဖြင့်ဝစီကံမနောကံအရက်ထဲကနေဟိုဘက်အိမ်နဲ့ဒီဘက်အိမ်နဲ့အော်ဆဲနေဘာပြဿနာရှိတော့ရှိသေးဘူးဆဲုံဆဲနေတာဟုတ်
လမ်းထိတ်ထွက်တော့မလုံးနဲ့နှစ်ယောက်လုံးအချုပ်ထဲရှင်းလားအဲ့တော့ဗဇတ်နဲ့ပြောယုံနဲ့လည်းသိအပြစ်မကြည့်သေးဘူးကိုဒီလေးအောင်မကျူးလွန်နဲ့လေဟဲ့မင်းဗဇတ်နဲ့ပြောတော့လက်မပါနဲ့သဘောပါသလားအဲ့တော့ तू ကရှင်းတယ်ဒီလောက်ရှင်းနေတာကြီးကိုမင်းဘာရှုံးစရာရှိတော့သွားမယ်ထတ်တာတဲ့သုံးကတာမရတော့ဒီကသပတိဟဲ့ဏိကန္ဒမင်းနောက်မှနောင်တရမနော်ဥပါလိကိုမလွတ်နဲ့ဥပါလိမှမဟုတ်ဘူးဏိကန္ဒသွားလဲရှုံးမှာရှင်းလားအဲ့ဒါရှင်ကြီးကောရမရဲ့မာယာအတက်ကြောင့်လားလှည့်ပတ်တတ်လို့လားမဟုတ်ပါဘူးဘာကြောင့်လဲအစမ်းသက်ခံတဲ့တရားရှင်းသလားအဲ့ဒီတရားအစမ်းသက်ခံမခံကိုဥပါလိသွားစမ်းမှာရှင်းတယ်နော်အဲ့တော့ဥပါလိကိုလွှတ်လိုက်ပြီဏိကန္ဒကသွားကွာဆိုတော့ဥပါလိကနောက်ကတပည့်တပန်းရွာသားတွေခေါ်ပြီးတော့သွားတော့နလန္ဒမြို့ဘာဝရိကာယုံတရဥယျာဉ်ထဲမှာဥပါလိနဲ့ဘုရားရှင်ကိုရောမြတ်ကြီးနဲ့တွေ့တော့အပြန်လန်နှုတ်ခွန်းဆက်တာเจ้าမာเจ้าနေပြောပြီးတော့ထိုင်နေဘုရားကြည့်သိတာပေါ့တပ္ပံဇာနန္တိတိတပ္ပညုအလုံးစုံသိတာဘာလို့လဲဘုရားအဲ့တော့ဒီလူနဲ့ပြောရင်ဒီကောင်ရောက်လာတော့မယ်ဆိုတော့သူ့ချွတ်မလို့သွားတာဟုတ်ဘုရားရှင်းသလားအဲ့တော့ဥပါလိရောက်လာပြီဆိုတော့ဥပါလိကလေတကြွယ်မာနနဲ့ဥစဉ်စာဖတ်ရင်းနဲ့တော့ဒေါသတွေဖြစ်လာရှင်ကြီးကောရမဟေးမနေ့ကဒီကတပတိနဲ့တွေ့တယ်ဆိုတာဟုတ်သလားမတရားခံစစ်လာစစ်နော်မင်းသိကျင်သွားမေးဖို့လို့သူမင်္ဂလာဆိုပြောပလိုက်တော့ပါလားဘယ်ဗျာဘုရားလာပြီလာမေးနေဘုရားတော်တော်မေတ္တာကြီးတယ်ဗျာကရုဏာထားတယ်မဟာကရုဏာတော်ရှင်ဆိုတာဒါမှမဟုတ်ကြည်ညိုရတယ်ဟုတ်ပါတယ်ကွာပြန်ဖြေဘာတွေပြောပြခဲ့ကြလဲအောင်မမင်းမေးခဲ့ပါလားမေးခဲ့ဘူးဖះအကုန်ပြန်ပြောတယ်ဗျာအေးကွာမနေ့ကဒီကသပတိလာပါတယ်ကွာမနေ့ကငါစီရှိတော့မင်းတို့ဏိကန္ဒဆရာကြီးပါဆုံးမလဲမေးလိုက်တယ်ကာယဓာန်ဝစီဓာန်မနောဓာန်လို့ပြောတယ်ဟာဓာန်လို့ပြောတယ်ကံမဟုတ်ဘူးလားဆိုဟာဓာန်ပဲပြညတ်တယ်ကံလို့မပြညတ်ဘူး तू ပြောသွားတယ်ပြောသွားပြီးတော့ဘယ်ဓာန်အပြစ်ကြီးဆုံးလဲဆိုကာယဓာန်အပြစ်ကြီးဆုံးလို့ပြောတယ်ငါသုံးကမေး तू သုံးကဖြေသွားတယ်ကွာပြီးတော့ငါပြန်မေးကွာနဲ့ကွာမင်းတို့ရှင်ကြီးကောရမတပည့်တွေဘယ်လိုဆုံးမလဲကာယကံဝစီကံမနောကံငါပြောတယ်ဆိုတော့ဓာန်မဟုတ်ဘူးလားဆိုဟာဓာန်လို့ပြညတ်တာငါတို့လုံးမဟုတ်ဘူးကံကွာပြောလိုက်တယ်ဘယ်ကံအပြစ်ကြီးဆုံးလဲဆိုမနောကံအပြစ်ကြီးဆုံးလို့ငါပြောလိုက်တယ်ဆိုတော့ဥပါလိယအဲ့ဒါခက်တာပဲရှင်ကြီးကောရမအဲ့ဒါခက်တာပဲအလွန်ထင်ရှားနေတဲ့ကာယကံကြီးကိုဘာကြောင့်ကာယဓာန်ကိုဘာလို့မနောကံဖြစ်ချင်ရသလဲမဲတတိဆိုတော့အထက်တန်နဲ့ပေါ့ဗျာနော်ဥစ္စာရှိလို့ဥစ္စာကုန်မောက်နေတဲ့လူတွေလည်းအတော်ကြောက်เสียကောင်းတယ်သူ့ဟာသူဘာဖြစ်လို့ဖြစ်နေမှမသိဘူးဟုတ်လားဖယားရဲ့လို့ကြည်ညိုကောင်းမှမသိဘူးမာမာနနဲ့လာတဲ့ပြီးတော့အဲ့ဒါခက်တာပဲလို့တရားပြုံးတယ်ဥပါလိသင်ငါနဲ့စကားဆိုမလို့လားတဲ့အမှန်တော့ဝါရပြိုင်မလို့လားပေါ့လေနော်သူတို့ခင်မှာဘုရားတော့ပြိုင်မလားမမေးပါဘူးစကားဆိုမလို့လားမှန်ပါဗျာမှန်ပါဗျာဆိုတာသူမင်္ဂလာပြောတာတကယ်တော့အေးဒီလိုပြောမှာပေါ့သဘာဝကြောင့်ပြောရမှာနော်စားတဲ့အတိုင်းလိုက်ပြီးပြောနေလို့မဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ဥပါလိကအထက်စီးရနေလာတာအဲ့တော့ဘုရားဂေါရမကိုယုံကြည်သူလည်းမဟုတ်ဘူးဝါရပြိုင်မလို့လာတာအဲ့ဒါမှန်မှဘုရားဘယ်လိုလုပ်မလဲရှင်းလားအဲ့တော့ဥပါလိကအေးဟုတ်တယ်ဝါရပြိုင်မလို့ဒါဆိုရင်သင်ဟာငါနဲ့ဝါရစကားပြိုင်မယ်ဆိုရင်မှန်သောသစ္စာစကားကိုပြောဆိုကြမယ်ဆိုရင်ငါနဲ့စကားပြောခြင်းဖြစ်ပါလိမ့်မယ်မှန်ရာကိုဝန်ခံမယ်ဆိုရင်ငါနဲ့စကားပြောမယ်ရှင်းသလားမှားရင်မှားတယ်လို့ဝန်ခံဟင်သဘောပါသလားဘုရားအရင်ချီတာတုတ်တာအဲ့တော့ဥပလိဖြစ်ရပါစေမယ်တဲ့သင်လည်းမှတ်ထားပါမှန်သောသစ္စာကိုတိုင်တယ်ပြီးတော့စကားဆိုမယ်သင်နဲ့ငါနဲ့စကားဆိုမယ်ဂတိသစ္စာတည်ရပါစေမယ်ဒါဖြင့်ငါပြန်မေးမယ်ဥပါလိကာယဓာန်ဝစီဓာန်မနောဓာန်မှာဘယ်ဓာန်အပြစ်ကြီးဆုံးလဲဘယ်ဓာန်တော့ကာယဓာန်ခုနပြောပြီနော်ထမရိုက်မချင်းပါအမှုမှမဖြစ်ဘူး
နော်စိတ်ကူးနဲ့ခိုးတအိမ်လုံးပြောင်အောင်ခိုးဘာပြဿနာမှမရှိဘူးရဲမှလာမှာမဟုတ်ဘူးဝင်ခိုးရင်တော့သဘောပါလားငါရတဲ့အပြစ်ကြီးဆုံးပဲပြောတော့ကောင်းပြီငါတင့်တစ်ခုမေးမယ်နားထောင်ကြည့်တင်ဘယ်လိုသဘောရလဲတင်တို့ကာယတံဝစီတံမနောကံကိုစင်ကြယ်အောင်ကြည့်နေတဲ့ဏိဂန္ဓတယောက်ဟာအကျင့်မြတ်တွေကျင့်နေတဲ့ຢာကတွေမလာအောင်ဒေါသတွေမလာအောင်မောဟတွေမလာအောင်ရင်ကုန်မီလုံတုံးခုံစဲကအစရှိတဲ့အကျင့်တွေနဲ့ဏိဂန္ဓရဲ့အဆုံးအမတွေနဲ့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမဖြစ်အောင်စင်ကြယ်အောင်ကျင့်နေတဲ့ဏိဂန္ဓတယောက်ရင်နွေးကိုသာအသုံးပြုတဲ့ရေအေးကိုအသုံးမပြုဘူးအဲ့ဒီလိုပုဂ္ဂိုလ်အနာရောဂါကန့်ညိလာပြီးတော့သေပြီတဲ့ဒီပုဂ္ဂိုလ်သေရင်ဘာဖြစ်မလဲဘယ်ရောက်မလဲတဲ့မေးလိုက်အဲ့ဒီကျင့်နေတဲ့ဏိဂန္ဓကာယတံဝစီတံမနောဒံတွေကလွတ်မြောက်အောင်ကျင့်နေတဲ့ဏိဂန္ဓတယောက်သေရင်ဘယ်ရောက်မလဲဥပါလိဖြေစမ်းဘယ်ကိုသွားမှလဲတဲ့ဆိုတော့အရှင်ဘုရားအရှင်ကြီးကောရမသူ့စိတ်ညွတ်တဲ့နေရာသွားမှာပေါ့ဘယ်သွားမှာစဉ်းစားနော်မြင့်မြတ်တဲ့အကျင့်ကိုကျင့်နေတဲ့ကာယတံဝစီတံမနောတံနဲ့စင်ကြယ်အောင်ကျင့်နေတဲ့ဏိဂန္ဓတင်တို့ဆရာကြီးညွှန်ကြားတဲ့အတိုင်းကျင့်နေတဲ့ဏိဂန္ဓယောဂကတ်ရောက်လို့သေပြီဘယ်သွားမလဲတဲ့ဆိုတော့ဗါတဲ့ဟာစိတ်ညွန့်တဲ့နေရာသွားမှာဆိုတော့နေသားမအောင်ဏိဂန္ဓရဲ့အဲ့ဒီစိတ်ဆိုတာကတင်တို့ဆရာဏိဂန္ဓကကာယဒံနဲ့ထည့်ထားလားဝစီဒံနဲ့ထည့်လာတာမနောဒံနဲ့ထည့်ထားတာလေဘယ်ဒံနဲ့ထည့်နော်စိတ်ဆိုမှတော့ဘယ်ဒံနဲ့ရောက်မနောဒံနဲ့ထည့်ထားတာဗောဖရားတယ်ဆိုတော့ဟဲ့ဏိဂန္ဓနေဦးဥပါလိနေဦးနင့်စကားရှေ့နောက်ပြန်ချိန်ဦးအရင်အင်အားကြီးဆုံးကဘယ်တန်းသူတို့ပြညာထားတာကာယတံအခုသေတော့ဘယ်ညွတ်ရသွားဟင်သင်ဟာရှေ့နောက်မညီပါလားဥပါလိရဲ့ပြန်စဉ်းစားအောင်နင်ပြောတဲ့စကားရှေ့နောက်မညီတော့ဘူးကာယတံအပြစ်ကြီးဆုံးဆိုခုဘက်နဲ့စိတ်ညွတ်ရသွားမှာတော့ကဲဥပါလိဘာဖြစ်နိုင်လားရှုံးအစမ်းသက်မခံတခွန်းပြောရသေးတယ်အဲ့တော့ဥပါလိလည်းထူးပူသွားမှာပေါ့ဗျာကျုပ်သူ့နေရာကြည့်မိတယ်မျက်နာတွေပါလိထူးပူဘာလို့လို့အောင်မသိနော်ရှေ့ဆက်လည်းပြောစရာကမရှိဘူးအိုးဂေါရမဘာပဲပြောထင်ရှားတဲ့မနောကာယဒန္တာအပြစ်ကြီးဆုံးဟောတော့ချပြီနော်စောစောတုန်းကတော့သစ္စာရှိပါမယ်မှန်ရဝန်ခံရမယ်ဂတိမထားဘူးလားဟာတင်မဲ့မှန်သောစကားကိုဆိုပါမယ်ဂတိတီးပါမယ်သစ္စာရှိပါမယ်ဆိုဘလို့တော့ဆိုတော့အိုးရှင်ကြီးဂေါရမကာယဒံအပြစ်ကြီးဆုံးကဲထားဒါဖြင့်လည်းငါမေးပါဦးမယ်သင်တို့ရဲ့ကာယဒံဝစီဒံမနောကံကိုစင်ကြယ်အောင်ကျင့်နေတဲ့ဒံ၃ပါးမှလွတ်မြောက်အောင်ကျင့်နေတဲ့ဏိဂန္ဓတယောက်ဟာတရားကျင့်ကြံရင်းနဲ့ဈဉ္ဉံလျှောက်နေမယ်ညခါမှာဈဉ္ဉံလျှောက်ရှေ့တိုးနောက်ဆုတ်ကျင့်ကြံနေတဲ့အချိန်အောက်မှာပိုးချပရွက်ဟောဒီမှာအကောင်ကလေးတွေကြလို့တက်နင်းမိမယ်သေမယ်အဲ့တော့အဲ့ဒီအကောင်တွေတက်နင်းမိတာကိုသင်တို့ဆရာဘယ်လိုပြညတ်သလဲတဲ့ဟုတ်ပြီနော်ဆိုတော့ဥပါလိယရှင်ကြီးကောရမဒါတရားကျင့်နေတဲ့ပုဂ္ဂိုလ်ဒီအကောင်တွေသေစေလို့တဲ့စေတနာမှမပါဘဲနဲ့ဘာအပြစ်မှဟဲ့ဥပါလိသေချာပြန်ပြောစမ်းဘလို့တရားကျင့်နေတဲ့ပုဂ္ဂိုလ်စေတနာမပါဘဲနဲ့တက်နေမိတာသေစေလို့တဲ့စေတနာမပါတဲ့အတွက်ဘာအပြစ်မှမရှိဘူးဒါဖြင့်နေစမ်းမအောင်မင်းတို့ဆရာကစေတနာကိုဘယ်တန်နဲ့ထည့်ထားတော့ရှင်းလားကာယတံဝစီတံမနောတံဘယ်တန်နဲ့ပါတော့အဲ့တော့ရှင်ဂေါရမမနောတံနဲ့ပါဖရာဟဲ့ဥပါလိနင်စကားနင်ပြန်ချိန်အောင်ရှင်းလားဒီကာယကံကြီးနဲ့တက်နေနေတာအကောင်တွေအများကြီးသိနေပြီအပြစ်မရှိဘူးတဲ့ဘာဖြစ်လို့စေတနာမပါလို့သေစီလို့တဲ့စေတနာမပါရင်အပြစ်မရှိဘူးလို့ तू ကဆိုပြန်တော့စောစောကဘယ်တန်ကအဓိကကာယတန်ကအဓိကအခုစေတနာကဘယ်တန်နဲ့ပါတော့ဖယားဥပါလိမင်းရှေ့စကားနောက်စကားချိန်စမ်းပါဦး
သင်ဟာတကြွယ်ကြီးမြို့မြတ်နှဖုံးကြီးအထင်ကရပုဂ္ဂိုလ်ကြီးဒီလိုသစ္စာမဲ့တဲ့စကားဆိုလို့ဘယ်ဖြစ်မလဲဆိုတော့ဂေါရမသင်ပါပြောထင်ရှားတာကာယတံဟောလို့ပြန်ရှင်းသလားအဲ့ဒါသူတို့နှစ်ယောက်ဝါဒပြန်ကြတော့နောက်ဆုံးဘုရားကကဲတာဖြင့်လဲနေပါအောင်ကွာတဲ့မင်းငါဆက်ပြောမယ်ဖြေစမ်းမအောင်အမတန်တမ္မာထွားကြတဲ့လူတယောက်ကတန်လျက်ကြီးကင်ပြီးတော့နလန္ဒမြို့တဲကိုဝင်လာမယ်နလန္ဒမြို့ဆိုတော့လူသန်းပေါင်းများစွာနေတာသိန်းပေါင်းများစွာကိုမဟုတ်ဘူးသန်းပေါင်းများစွာခုချိန်ထိနော်အိန္ဒိယလူဦးရေအမတန်များတယ်တရုတ်ပြည်ထက်များတယ်သူကစရင်သာမကြည်ညာတာဘာလို့ဆိုစရင်မရှိအင်းမရှိမွေးထားတာတွေတော်တော်များတာမြန်မာပြည်နဲ့တော်တော်တူတယ်တရောင်းစားအတော်ပေါ်တယ်နော်အဲ့တော့တရုတ်ပြည်မှာကျတော့တိန်တောင်စုမှာတယောက်မွေးရတာဆိုတော့ဟိုကအထိန်ကွရှိတယ်ကလပြည်ကလားကမယားကိုအများကြီးယူလို့ရတယ်အများကြီးယူပြီးတော့ကြိုက်တဲ့လောက်မွေးထားတော့နော်တပြည်လုံးလူဦးရေပြတ်တဲ့နေရာမရှိဘူးမိုင်းထောင်ချီသွားလဲထောင်ချီသွားတဲ့လောက်လူပြည့်ကဲထားတော့အဲ့ဒါလူများတာသိစေခြင်းလို့အဲ့တော့နလန္ဒမှာလူဦးရေတန်းပေါင်းများစွာနေတဲ့နလန္ဒမြို့ကြီးကိုလူတန်ကြီးတယောက်ကလာတဲ့ပြီးတန်လျက်ကင်ပြီးတော့ဟောဒီတမျိုးလုံးကရှိတဲ့လူတွေကိုတဖန်ဟုတ်ချင်းတခဏချင်းမှာအသားပုံကြီးဖြစ်အောင်ငါတတ်ပလိုက်မယ်လို့ကြွေးကြော်ပြီးဝင်လာမယ်တဲ့သင်ဘယ်လိုသဘောရလဲဒီလူတတ်နိုင်မလားတဲ့တတ်နိုင်မလားဘယ်လောက်တန်မှထွားကြိုင်းတဲ့လူဖြစ်ဖြစ်ဟောဒီလူတန်းပေါင်းများစွာသောလူကိုခဏနဲ့အသားပုံဖြစ်အောင်ဒါနဲ့ခုတ်လို့ရမလားအာရှင်ကြီးကိုရမတဲ့တယောက်မဟုတ်ဘူးတဲ့10ယောက်အယောက်100အယောက်1000အယောက်1000လာတချက်ချင်းတော့ဒီတစ်မျိုးလုံးအသားပုံဟုတ်ပြီနော်အလွန်တန်မှထွားကြိုင်းတဲ့လူဘောဖြစ်မလားဘုရားကပြောတယ်အမတန်တန်မှထွားကြိုင်းတဲ့လူလာမှာတဲ့အာရှင်ကြီးတယောက်မဟုတ်ဘူး1000လာမဖြစ်နိုင်ဘူးတဲ့ကိုင်းဒါဖြင့်ငါပြောပါဦးမယ်စိတ်တကိုးကြီးမားတဲ့ယသိပုဂ္ဂိုလ်တယောက်ကအဘိညာဉ်တကိုးတွေနဲ့ဟောဒီမြို့ကြီးကိုမကျေနပ်လို့တမဟုတ်ချင်းပြာကျသွားစေရမယ်ဆိုရင်ကောတယ်ဖြစ်နိုင်မဖြစ်နိုင်ရှင်ဘုရားဒါတော့တမျိုးမဟုတ်ဘူးတဲ့မြို့20မြို့30မြို့40လဲဖြစ်နိုင်ပါတယ်ရှင်းလားဒါဖြင့်စိတ်တကူကကာယဒါနဝစီဒါနမနောဒါနပြီးဥပါလိလှုပ်ကိုသဘောပါသလားအဲ့ဒါဘလို့ဆက်စခန်းသွားမယ်ဆိုတော့မနေ့ဖြန်မှနာကြအချင်းကလွန်သွားပြီခုရှုံးသလားနိုင်သလားဥပါလိမှာရှုံးနေတယ်ဖယားကတော့နိုင်နေတယ်ဖယားရှင်ရဲ့တရားဟာကြိုက်တယ်လို့စမ်းတပါးသောဝါဒများမှာအစမ်းတမ်းအဲ့တော့ဘုရားတပည့်သားတွေကလည်းဗာဖြစ်ရမယ်ဘယ်လိုအစမ်းသက်ခံလောကရန်ရဲ့အစမ်းသက်ကိုခံရမယ်ရှင်းသလားနောက်ဆုံးဇီဝိတံစစမနောပိဒီအသက်ပင်စွန့်ရ냐တော့လဲငါတို့စောင့်ထိန်အပ်တဲ့သီလကိုမစွန့်သီလသမာဓိပညာနဲ့အသက်ဆိုရင်ဘာစွန့်မလဲပြောပါပါဇက်လေးနဲ့တင်ပြောရတာကုသိုလ်ရတယ်ရဲရဲပြောသီလသမာဓိပညာစွန့်မလားအသက်စွန့်မလားပြန်မေးမယ်နော်အရသာရှိရှိဖြေစမ်းသီလသမာဓိပညာနဲ့အသက်နဲ့ဘယ်ဟာစွန့်မလဲကုသိုလ်တော့ရတယ်နောက်မှလှုပ်ချင်တာကလှုပ်ကြရှင်းလားဗုဒ္ဓဘာသာအမျိုးကောင်းသာသမီမှန်ရင်ငါတို့သည်ဘုံရှင်ကံရှင်ပါရမီရှင်များဖြစ်တယ်ဒါကြောင့်သီလသမာဓိပညာကိုစွန့်မလားအသက်ကိုစွန့်မလားအသက်ပဲအစွန့်ခါပဲသီလသမာဓိပညာတော့စွန့်မခံနိုင်ဘူးရှင်းသလားအဲ့တော့အမျိုးမြတ်သူတွေဖြစ်တဲ့အတွက်အမျိုးယုတ်တွေလှုပ်တဲ့အလုပ်မလှုပ်ပါနဲ့စံတတ်ခံအသေးနှလုံးတော့မလှုပ်နဲ့တရားရှင်းသလားအစံတတ်ခံနဲ့တရားကိုစီလက်ဝဲကင်ထားရင်လောကရန်ကကိုယ့်ကိုအနိုင်ယူနိုင်ပါမလားရှင်းသလားအားလုံးသဘောပေါက်တယ်နော်အဲ့တော့ဆက်ရံတော့မနေ့ပြန်မှာသွားမယ်ဥပါလိယပဲဆွဲရမ်းမလားဖယားကပဲဆွဲရမ်းမလားဆိုတာမနေ့ပြန်တွေးတော့ရှင်းသလားခုတော့မေကွန်း3ချက်လုံးဘယ်သူရှုံးတော့
ဥပါလိရှုံးတယ်သူတို့ကာယဓာတ်တွေဝစီဓာတ်တွေမနောဓာတ်တွေကအစမ်းသတ်တို့ကာယကံဝစီကံမနောကံကဇေနသလားဒါကြောင့်အဲ့ဒီကံ၃ပါးမမားယွင်းအောင်သတိထားဝရိယဆိုင်ပညာနဲ့ကြည်ဘယ်သူကိုဘယ်သူကြည့်မလဲသူတို့ကလည်းအပြစ်တင်ဖို့လားကိုကောင်းစွာစောင့်ရှောက်ဖို့လားကောင်းစွာစောင့်ရှောက်မယ်ဆိုသတိထားဝရိယဆိုင်ပညာနဲ့ကြည်ခန္ဓာဘယ်နှပါးအချင်းချုပ်ရင်ယုတ်တရားနဲ့ဘယ်ကဘာဘယ်ဒေသဘယ်နေရာကြည့်ယုတ်နဲ့ယုတ်နာနှစ်ပါးသည်ဖြစ်ပြီးတော့ဘာသစ္စာလို့သိတဲ့ဉာဏ်ကမေဃသစ္စာနဲ့သာမမှန်ကန်ကန်သိရင်လောဘဒေါသမောဟမာမာနလွဲမှားတဲ့တရားတွေလာအောင်မလားမလာရင်သေတာကသမုဒိယသစ္စာသိမှတော့နောင်ခန္ဓာလာအောင်မလားနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်သစ္စာ၄ချက်ကြိုက်မှပဲရောက်မှာနိဗ္ဗာန်မဲ့ဖို့မျက်မှောက်ပြုပြီးသားပုဂ္ဂိုလ်ကလည်းဘယ်လိုလောကရန်လာတုံလို့ချင်းအဲ့တော့ဘုရားရှင်ရဲ့တရားသာလက်ကင်ထားရင်အစမ်းသတ်ခံနိုင်မခံနိုင်ရရှိထားတဲ့ဘဝမရှုံးစေနဲ့ဘုံရှင်ကံရှင်ပါရမီမရှင်များပြီဘုံမဲ့ကံမဲ့ပါရမီမဲ့တွေရဲ့အလုံးမျိုးမလုပ်ပါနဲ့မြဲသလားခန္ဓာအဲ့တော့စီစဉ်ဥစ္စာကအဓိကလားသီလသမာဓိပညာအဓိကလားဟုတ်ကဲ့ယာရုဂုံသိင်ကအဓိကလားသီလသမာဓိပညာအဓိကလားအစမ်းသက်ခံတရားကိုလက်ဝယ်ထားနိုင်အောင်ကြိုးစားဥစ္စာဒနာအစမ်းသက်ခံသလားယာရုဂုံသိင်ရောတနေ့ရှိတနေ့ကိုပါဟမ်ဘယ်ဟာမြဲလဲအလုံးဟာဖြစ်ပြီးရင်ကဲဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲတော့သစ္စာ၄ချက်တပြည့်နဲ့ကြိုက်မှသာလျင်တန္တရာဝတွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆသောတတိမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ခင်ကလေးမှာအစမ်းသတ်ခံနိုင်အောင်ကြိုးစားကြလို့တိုက်တွန်းရင်းနဲ့နားကြစို့